တရားစခန်းတွေဝင်ပြီးတော့တရားတွေအားထုတ်ကြတယ်နေ့စဉ်လည်းပဲအိမ်မှာအာစိဏကံဝိပဿနာတရားကိုကြိုးစားမပြတ်ပွားများအားထုတ်ကြတယ်ဆိုတာဘာလို့ခြင်းလို့ပါလဲနိဗ္ဗာန်လိုခြင်းလို့အဲ့လိုနိဗ္ဗာန်လိုခြင်းလို့သောတာပန်တကယ်တည်ခြင်းတဲ့ပုဂ္ဂိုလ်သည်အခြေခံကြကြတို့လက်ကင်ထားရမှာကတော့တိခံခြင်းတရားဘာတရားပါလဲတိခံခြင်းတရားတို့ရဲ့သာသနာတော်ကိုအသက်သွေးချွေးတွေနဲ့ဤသာသနာတော်ကြီးကိုတည်ထောင်ပေးတော်မူသွားတဲ့ရှင်တော်မြတ်ဗုဒ္ဓလေဖယားဖြစ်အောင်သစ္စာတရားသိအောင်အခုလိုသာသနာတော်ကြီးကိုတည်ထောင်နိုင်အောင်ဆိုပြီးတက္ကလာဖြည့်ကျင့်ခဲ့ရတဲ့ပါရမီ10ပါးပါရမီဘယ်နှပါလဲအဲ့ဒါပါရမီ10ပါးအပြား30စွန့်ခြင်းကြီး5ပါးတဲ့လူသားမန်နေမလုံးနိုင်တဲ့အလုပ်ကိုနှစ်ပရိစ္ဆေဒပေါင်းများများစွာလေးပင်ချင်တဲ့ကဘာတသိန်းအဲ့လိုပါရမီဖြည့်ခဲ့တဲ့နေရာမှာလေ10ပါးသောပါရမီပြည့်မြောက်ဖို့အတွက်အရေးကြီးဆုံးအရာဒီဘာလဲမေးခန္တီဘာပါလဲခန္တီပေါ့တိကံခြင်းတရားသာမရှိဘူးဆိုရင်လေဒါနပါရမီလုပ်တုံးကကြည့်ပါလားကနာနဲ့ဇာလီနေသားနဲ့သမီးကိုစုစကားပုံနာကကျွန်းအလုတ်ခိုင်းမယ်ဆိုတော့မှလာပြီးတော့အလူမခံလားအလူခံသလားအလူခံတယ်အဲ့လိုအလူခံတဲ့အခါကျတော့သူ့ရဲ့ရှေ့တင်ကြည်စံကလေးတွေကိုကျိုးနဲ့တုံးပြီးတော့မှရဲရဲဆက်ဆက်စုစကားပုံနာလေသားသမီးချင်းကိုချင်းမစားရိုက်တာတကယ်ဆိုလို့ရှိရင်ကိုအလူခံမဲ့ကိစ္စပဲညာအလူခံသွားပေါ့ကြတော့ကောင်းကောင်းမွန်မွန်ပေါ့ဘာဖြစ်တော့တူနဲ့တူလူသားချင်းကိုချင်းစာတရားလေးနဲ့ဒီလိုလုပ်ပါလားအဲ့လိုအခုတော့အဲ့လိုမလုပ်ဘူးတကယ်တွေးရင်သားရင်ဖခင်အရင်ရရှိမှကျမကျိုးနဲ့တုပ်တော့တရိစ္ဆာန်တစ်ကောင်ရိုက်တယ်လို့ရိုက်တော့တော်တော်တော့တို့ဘုရားအလောင်းတော်လေအဲ့ဒါတော်တော်ဒေါသထွက်သွားတယ်ဒေါသလည်းဓာတ်တော်ထဆွဲတာဗျာကဲတာမတိဓာတ်ကြည့်သမီးမတိနဲ့ဓာတ်ကြည့်ဆိုတဲ့သဘောတရားပေါ့ဗျာအဲ့တော့မိဘရဲ့သဘောတရားအတိုင်းမဲဓာတ်တော်ထဆွဲတာဗျာနောက်ကျတော့ဆိုတော့တိခံလိုက်လို့သာဒီပါရမီအောင်မြင်သွားတာအဲ့ဒီအချိန်ကတိမခံလိုက်ရင်လေဒါနဥပပါရမီဒါနပရမတ္ထပါရမီရလည်းပျက်စီးစရာအကြောင်းရှိတယ်လို့စုစကားပုံနာလည်းတက်တာမှမထင်ဘူးအဲ့ဒီဟာဒါဖြင့်ဒီပါရမီမြောက်လာဖို့အတွက်မြတ်စွာဘုရားဘာလုပ်ခဲ့ရလဲတိခံရတာပဲဘာလုပ်ခဲ့ရလဲတိခံရတာပဲတခါငကားဖြစ်တော့ကလည်းကြည့်လိုက်ပါလားဗျာအလံမဲဆရာကတခါတည်းအမျိုးမျိုးနှိမ့်ဆက်လိုက်တာတို့ဘုရားအလောင်းကိုလေတို့ဘုရားအလောင်းတော့တိခံတာပဲဒါလဲသူ့အနေနဲ့များအမလေးဒေါသတော့ဖြစ်တာပေါ့ဗျာပုထုဇဉ်ပဲပါရမီဖြည့်တော့မယ်ဗျာပုထုဇဉ်ဒေါသတော့ဖြစ်တာပေါ့တကယ်များအမလေးအမောက်ကလေးထောင်တော့များတစ်ချက်များမှုတ်ထုတ်လိုက်လို့ရတော့လေပြာတော်ကြတယ်အဲ့လက်မစရာကဲဒါလဲတို့ဗျာအလောင်းတော်ကလေတိခံတော်မူတယ်ဗျာဒါဖြင့်ဘုရားရှိခိုးတော်မြတ်ကြီးဒီသာသနာကိုတည်ထောင်လာဖို့အတွက်ဒီအတိညာတရားတွေယောဂီတို့ဘုန်းကြီးတို့ကိုပေးဖို့အတွက်ဘဝပေါင်းများစွာယဉ်နီးမြုပ်နှံပြီးတော့မနော်ဒါကြောင့်မလို့လေကျေးဇူးရှင်မဟာခန္ဓာဆိုတော်ဘုရားကြီးကဆာသတာပေါ့ဗုဒ္ဓမြတ်စွာလောက်လျာတုံးကနောက်ဆုံးအဋ္ဌိပါရမီလူနတ်မြတ်စွာချမ်းသာရေးမို့အသက်ပေးလို့ဖြေခဲ့သည်ဗုဒ္ဓမြတ်စွာသာသနာအတွက်တော့5ပါးအသက်ဆုံးစေမည်နောင်မဆုတ်ပေါင်းခုလိုတွေ့လို့သာသနာအရေးမို့ကြိုးစားမည်နောင်မဆုတ်ပေါင်းခုလိုတွေ့လို့ကုသိုလ်အရေးမို့ကြိုးစားမည်တဲ့ဆိုတော့ဘုရားကြီးဆက်ဆက်ပေးတယ်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီလောက်ထိအသက်သွေးချွေးတွေယဉ်နီးပြီးတော့မှကြိုးစားပြီးပြုစုပေးလာတာဒီသူ့အတွက်လားအများအတွက်လားဒါကြောင့်မလို့ကိုဒီတယောက်ချမ်းသာရောက်ဖို့ခုလောက်ကျုပ်ကိုအာမထုတ်ဘူးတဲ့ရှေ့ကဘုရားလက်ထက်မှလည်းရသည့်တံမှုထမညို့ကိုအာသွန်ကျုပ်ပန်ဒုဝန်ထမ်းပြီးဆက်လက်တည်တံပါစေတော်ဆိုလိုပေါ့ဒီသာသနာတော်ကြီးကိုဘုရားရှင်ကိုတော်မြတ်တည်ထောင်ခဲ့တဲ့နေရာမှာပါရမီ7ပါးမှာအချုပ်ကတော့ဗာလဲမေ့ရင်ခန္တီပါရမီ
အချုပ်ကတော့မှလည်းတော့ဒါပြန်ခန္တီပါရမီဆိုတာကသိခံခြင်းဆိုတဲ့နေရာမှာအာယုံ၅ပါးလုံးမပါဘူးလားပါလားပါတာပေါ့သိခံတယ်ဆိုတာအာယုံ၅ပါးလုံးကိုသိခံရတာပဲသူတော်ကောင်းလို့လှုပ်ချင်တယ်ဆိုလို့ရှိရင်သူများပြောချင်တယ်လို့မပြောရသူများသွားချင်တယ်လို့မသွားရသူများစားချင်တယ်လို့မစားရသူများအိတ်ချင်တယ်လို့မအိတ်ရသူများနေချင်တယ်လို့မနေရသူများနားချင်တယ်လို့မနာရအရာရာအကုန်လုံးကိုဘာလို့ပေးရလဲသိခံရတာသိခံယောဂီတို့ဘုန်းကြီးတို့လေတကယ်တမ်းကိုကဲတင်တဲ့အလုပ်သောတာပန်သိကျင်တယ်ဆိုရင်ဘာကိုလက်ကင်ထားရမလဲခန္တီကိုလက်ကင်တာဘာကိုလက်ကင်ထားရမလဲခန္တီလက်ကင်ထားမယ်ခန္တီဆိုတာဘာလဲတော့သိခံခြင်းသိခံတယ်ဆိုတဲ့နေရာဝတ်စားနေထိုင်ရန်ခါသိမ့်စိတ်ကိုချုပ်ထိန်သိခံလေတဲ့အဲ့တော့သိခံတယ်ဆိုတာကအဝတ်အစားအနေအထိုင်အရာအလုံးကိုဘာလို့ပေးရမလဲသိခံရမှာပဲဝတ္တစာရာလေးကအစလူရိုသေးရှင်ရေးသိဖြစ်အောင်သူ့နေရာနဲ့သူလူမအဝတ်တောင်းမှအကောလို့မရှိလားရှိသလားအဲ့တော့အဝတ်အစားကိုသိမခံနိုင်ဘူးဆိုရင်သူများခင်မိခြင်းလို့ခင်မိစေဆိုပြီးတော့မှလည်းပဲအဲ့တော့ရှေးကွယ်နောက်ကွယ်ဘေးကွယ်တွေစာသည်အပြင်လဲဟိုက်တွေအဲ့လိုပေါ့သူများအောက်နှလုံးနာစရာစာသည်အပြင်မိန်းကလေးတို့အိန္ဒြေရွှေပေးလို့မရတဲ့မိမဆိုတာအိန္ဒြေရှိရတယ်သိက္ခာရှိရတယ်အရက်စကားနဲ့ပြောရင်အမျိုးသမီးဆိုတာရောင်းကုန်ပဲရောင်းကုန်ဆိုတာကဘာပြောရလဲဆိုဒီဂျိုဂျိုနှရွက်ပဲစာသည်အပြင်ခန္ဓာကိုယ်အင်္ဂါခြေလက်တစ်ခုခုချုပ်ယွန်းသွားမယ်ဆိုရင်ဖြင့်လင်ကောင်းသားကောင်းရနိုင်ဖို့လွယ်ပါဦးမလားမလွယ်တော့ဘူးဗျပြီးတဲ့အခါကျတော့အိန္ဒြေသိမ့်မဲ့ပြီးတော့သိက္ခာသိမ့်မဲ့နေတဲ့အမျိုးသမီးရုပ်ဆွအဆုံးမပြအခုခေတ်ထဲမှာမော်ဒကဲအဲ့မော်ဒကဲတွေလင်ကောင်းသားကောင်းရဖို့မရှိတော့ဘူးသူတို့မှာသူသိခံနိုင်စွမ်းပါမှမရှိဘူးသူတို့ဝတ္တစာရာနေတာထိုင်တာတွေကအခုဂျာနယ်တွေကိုကြိုင်တော့မကြိုင်ရင်တချို့ဂျာနယ်ကိုဖတ်ဖို့ကြိုင်ကိုကြိုင်မကြည့်ရအောင်ကြားနေပြီသူတို့ဝတ်ထားတာဗျကဲဘုန်းကြီးပြောရင်လွန်သလားမလွန်ဘူးနော်သူတို့မှလင်ကောင်းသားကောင်းရတဲ့အကြောင်းမရှိဘူးသူတို့လင်ရရင်ဘယ်လိုဟာမျိုးနဲ့ရတတ်လဲလို့မေးရင်အဲ့ဒီသူတို့လိုပေါ့ပြက်ဘဝကိုအောက်ခြေလွတ်ပြီးတော့မှယာမတွေချပြီးတော့စိတ်ကြဆွေးရတွေနဲ့လေဘယုတ်ဒုက္ခနေတဲ့ဖစ်လိုအချောက်လိုဂန္ဓုလိုဘဝကိုအခြေမြင့်မရှိတဲ့ပုဂ္ဂိုလ်ပုံတော်တယ်လို့နေတတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပြန်ပြီးတော့အိမ်တော်ကြတတ်တယ်ပြီးတော့သူတို့ရဲ့အိမ်တော်ကြီးရဲ့အတွင်းကိုပြန်ကြည့်လိုက်မိတွေလောင်နေတယ်အနုပညာလောကသားတွေရဲ့မိသားစုပြန်ကြည့်သားဖန်သားပြင်မှာတရုပ်ဆောင်လို့အဟုတ်ရောင်ထင်ရ냐တော့လည်းပဲအေးတကယ်တမ်းကျတော့အတွင်းထဲမှာဘာတွေလောင်တာလဲမိတွေလောင်နေတာဘာဖြစ်လို့မိတွေလောင်နေတာလဲမင်္ဂလာတရားတွေမဲ့နေကြလို့အရာရာကိုသိခံရမယ့်ဟာကိုသိမခံနိုင်ကြလို့ကိုကဥဆောင်ပြီးတော့မှလုံလိုက်တဲ့အတွက်ကလေးတွေနောက်သားသမီးတွေအတုမြင်အတက်သိနေဖြစ်ပါရင်ကိုကြောင့်ဒီကလေးတယောက်ဟာအဝတ်အစားအနေနဲ့အရာခတ်သိမ်းပျက်စီးဆုံးရှုံးသွားမယ်ဆိုရင်ကိုမှအာကုသို့အများကြီးမဖြစ်နိုင်ဘူးလားဖြစ်နိုင်မလားဒါတွေကိုသိခံရမှာအဲ့တော့ဝိသင်စားခြင်းနဲ့စိတ်ကလေးတွေတို့သားတွေသမီးတွေကတကယ်တမ်းလောကီမင်္ဂလာလောကုတ္တရာမင်္ဂလာနှစ်ပါးနဲ့ပြည့်စုံခြင်းရင်ဘာလုပ်ပေးရမလဲသိခံရမှာအဝတ်ကြိုင်လည်းသိခံပေးရအောင်မယ်ဘာလို့ငါမင်္ဂလေးပါလားမင်္ဂလေးဆိုတာဘိုင်းကောင်းကြောက်ပြီဝတ္တစာရဖို့အရေးကြီးပါလားမမေရလေဖေရလေဒီလောက်မတတ်နိုင်မှလားမိဘဘက်ကိုလည်းငှက်ရတယ်စီဝါရေးဘက်ကိုလည်းငှက်ရအောင်မယ်တက်နိုင်ဒီတိုင်အောင်တောင်မှလေရိုသေတဲ့နဲ့ဂါရဝနိဝါဒရှိတဲ့နေရာတွေမရှိလားရှိသလားရှိတယ်ဖះเจ้าငံသွားရင်ဘယ်လိုအဝတ်စားဝယ်ရမလဲစသည်အပြင်ပေါ့ဒီလိုသိခံနိုင်တဲ့စွမ်းရည်တတိကလည်းဖြည်းဖြည်းနဲ့လောကကြီးမှာလူတွေကဖြည်းဖြည်းနဲ့နေပြီးလာတယ်ယောက်ျားလေးတွေတက်ကိုမိန်းကလေးတွေပိုးဆိုးလာတယ်ဗျအခုခေတ်ဟုတ်ရဲ့လားဒါဘုန်းကြီးတို့ဘာမပြောရင်လည်းပဲပြောမဲ့လူကအတော်ကိုနည်းလာပြီဟိုငါအမုန်းခံပြောမနေတော့ပါဘူးကွာကိုယ်စကားနားထောင်သူများစစ်စင်ရဲ့ဘာလို့မှလဲမုန်းနဲ့ဖတ်တင်နေအဲ့တော့တွက်သူဝလစ်စလမကလို့တုံလုံးသွားလို့အပွဲချငါနဲ့ဘာဆိုင်တာမှတ်လို့တချို့ကတော့ဒီတိုင်းပဲသဘောထားရတာဘုန်းကြီးမထားရဘူးဘုန်းကြီးညီမလေးတွေဘုန်းကြီးဆွေတော်မျိုးတော်တွေပေါ်မှာဘုန်းကြီးတို့လိုမထားရဘူးအားလုံးကဘုန်းကြီးကိုမိသားစုလိုကိုသဘောထားတယ်ကိုညီမလေးတယောက်ဘဝပြည့်စုံသွားရင်ကိုအမေဘယ်လိုခံစားရမလဲဒီလိုပဲပေါ့ဒီသားရသမီးတွေဘဝပျက်စီးသွားတယ်ဆိုရင်သူဆက်ရမိဘတွေဘယ်လိုရင်နဲ့အမျှခံစားနေရမလဲဒါတွေကိုဘုန်းကြီးတို့ကနားလဲသိနေတယ်ဘာဖြစ်လို့သိလာလဲဆရာကောင်းတမကောင်းတွေကဆုံးမတယ်လေ
အဲ့ဒီအတိုင်းကိုပဲလမ်းကြောင်းတရားပြီးတော့တမီးတို့ရေဒီလိုမဝေးရဘူးကွသားတို့ရေဒီလိုမဝေးရဘူးဒီလိုမသွားရဘူးဒီလိုမပြောရဘူးဒီလိုမဆိုရဘူးကွဒီလိုနေရတယ်ဒီလိုထိုင်ရတယ်ကွဒါကလေးတွေကိုမဆုံးမရဘူးလားဆုံးမရမလားဆုံးမမှာပေါ့ဒါကြောင့်ဘုန်းကြီးတို့တင်းညံတွင်ဆရာတရားစခန်းပွဲဆိုဘုန်းကြီးတို့မှာယောဂီ800ကျော်ရှိတယ်အဲ့ဒီယောဂီ800ကျော်တဲ့မှာလေအမျိုးသားအမျိုးသမီးယောဂီ800ကျော်တဲ့မှာအသက်ကြီးကြီးဆိုလို့60ကျော်ပိုင်းကဆိုလို့ရှိရင်ဘယ်လောက်ပဲပါလဲလို့မေး9ယောက်အပြင်ပို့မပါဘူးအဲ့60အောက်ဆိုရင်အလွန်ဆုံးရှိ10ယောက်ပေါ့50အောက်ဆိုလို့ရှိရင်50နဲ့40ကြားဆိုအလွန်ဆုံးရှိ100ပဲ40နဲ့30ကြားဆိုလို့ရှိရင်100အဲကျန်တဲ့900လောက်ကတော့လေအများဆုံးကတော့30နဲ့16နဲ့ကြား900လောက်ရှိတယ်အဲ့လောက်လူငယ်တွေများတာသူတို့များနေတဲ့အချိန်ကလေးမှာဘုန်းကြီးအများကြီးဆုံးမတယ်အများကြီးတွင်တင်တယ်အများကြီးပြောပြီးတယ်လောကမှာအရာရာကိုသိခံတတ်ဖို့အတွက်အများကြီးတွင်တင်ဆုံးမရတယ်ဒါကြောင့်အဝတ်မှလည်းဘာလို့ရမလဲသိခံရမယ်အဝတ်မှလည်းသိခံရမယ်ဒါဖြင့်အာယုံတို့တကလည်းအစင်အတန်အနံ့အရတာတွေ့တိစရာဆိုပြီးတကလားပြင်းစားယုံဘယ်နှပါးရှိလဲမေးတော့5ပါးရှိတယ်ဘယ်နှပါးရှိတော့အဲ့ဒီ5ပါးကဘာတွေလဲပြောအစင်အတန်အနံ့အရတာတွေ့တိစရာကြံတွေးစရာတဲ့အာယုံ5ပါးအာယုံ6ပါးပေါ့ဗျာအဲ့တော့ဒီဘက်ကကြံတွေးစရာလေးကိုခဏလေးပြေးဖယ်ထားပြီးတော့မှဒီဘက်ကယောဂီတို့အစင်းအတန်အနံ့အရတာတွေ့တိစရာဒီအာယုံ5ပါးကာမဂုဏ်တရားတွေကိုယောဂီတို့ဘုန်းကြီးတို့ကဘာလို့ပေးရမလဲသိခံပေးရမှာဘာလို့ပေးရမှာလဲသိခံပေးရမှာယောဂီတို့ကြီးအဲ့တော့တိတ်ပြီးတော့မှအစင်းပေါ်မှာသိမမောနေတဲ့ပုဂ္ဂိုလ်လှချင်ပချင်လွန်းတဲ့ပုဂ္ဂိုလ်အလားအပကိုသာဥစားပေးနေတဲ့ပုဂ္ဂိုလ်တွေဒီဤကဲ့သို့သောခန္ဓာဉာဏ်ရောက်သူတော်ကောင်းတရားမင်္ဂလာတရားတွေကိုနာချမှတ်တာပွားများဖို့တာအချိန်တောင်ရပါမလားဟဲ့မရနိုင်ဘူးဒီအစင်းကြောင့်မလို့လဲယောဂီတို့ရှိပြီးသားအဝတ်တွေကနောက်တစ်ဝတ်ပြီးတစ်ဝတ်နောက်တစ်ဝတ်ပြီးတစ်ဝတ်ဒါမော်တဲ့အောက်သွားပြီးနောက်တစ်ခါနဲ့ကိုပဲယောဂီတို့တဏှာပင်လဲခြေတိုင်းကျဲတောက်လိငတ်မပြေးတဲ့ဘယ်ရှာလို့ပွေလို့များဝတ်လို့ဆိုလို့များပြီးတယ်ကုန်နိုင်ရင်လည်းလူများရှိရလားဟာနောက်ဆုံးပေါ်ဘယ်နဲ့နောက်ဆုံးပေါ်လဲသူ့ရဲ့နောက်ကပေါ်အောင်မှာဟုတ်ရလားသူ့ရဲ့နောက်ကပေါ်အောင်မှာဆိုတော့နောက်ဆုံးပေါ်ရလူများနှခမ်းတတ်သွားတယ်လူများရှိရလားဟဲ့ဘယ်တော့မှနှခမ်းမတတ်နိုင်ဘူးဘာဖြစ်လို့လဲလောကကြီးမှာဘယ်သူကအုပ်စိုးနေတာတော့တဏှာဘယ်သူကအုပ်စိုးနေတာလဲဟဲ့တဏှာကအုပ်စိုးနေတာဒါကြောင့်ငါတို့နေရာဤကဘာတဏှာအုပ်စိုးသည်တဏှာဆရာမနေတာဖွေရှာဆက်ရသည်တဲ့ထွင်တဲ့လူကလည်းတဏှာခေါင်းဆောင်ပြီးထွင်တာလေကြိုက်တဲ့လူကလည်းပဲဘာနဲ့ကြိုက်နေတာတော့တဏှာနဲ့ကြိုက်နေရှာကြဖွေကြတာလည်းဘာနဲ့ရှာကြတာတော့တဏှာနဲ့ရှာကြဒါကြောင့်ငါတို့နေရာဤကဘာတဏှာအုပ်စိုးသည်တဏှာဆရာမနေတာဖွေရှာဆက်ရသည်အဲ့တော့တဏှာစိတ်တိုင်းကသွားနေကြမယ်ရှာနေကြမယ်ဖွင့်နေကြမယ်ဆိုရင်ဘယ်တော့ပြီးနိုင်မလဲပြီးနိုင်စရာအကြောင်းလည်းမရှိတော့ဒီကနေ့အသက်60 90ရှိနေတဲ့ပုဂ္ဂိုလ်အဖွားတို့မေးကြည့်စမ်းအဖိုးတို့အရွယ်တွေမေးကြည့်စမ်းငယ်ငယ်တုန်းကဘလို့ပြင်ခဲ့လဲဘလို့စင်ခဲ့လဲဘလောက်လှချင်ခဲ့တယ်လဲအလုံးကိုလှချင်ခဲ့တာမယုံအဖွားတို့အခုမလေးပြန်ပြောရင်မလေးဘုန်းကြီးတို့ရှိပြိဿရှိမှသာမပြောရင်နေရမယ်သူတို့အဖွားကြီးအချင်းချင်းများတွေ့တဲ့အခါနားထောင်ကြည့်ဘယ်လိုပြောကြမှာဘယ်လိုဆိုကြမှာဘယ်လိုပြင်းနေဘယ်လိုစင်နေဘယ်လောက်လှတယ်သူတို့ချင်းချင်းငယ်တုန်းကအကြောင်းစလုံးပြန်ပြောကြည့်နားထောင်ကြည့်အမလီဘေးအများနားထောင်ကြည့်အမလီတူတူနဲ့ပြောလိုက်တာတခါကျိုးနေတဲ့သွားလေချားထွက်လို့ပြောလိုက်တာများကဲဒီအပြောလှတင်ပါကြညာဘလောက်ပဲပြင်ခဲ့စင်ခဲ့ပါစေစရာတရားရဲ့အနှိမ့်ဆက်ခံလိုက်ရတော့ကဲအခုတော့အုံမင်းရွတ်တော့ဖြစ်ခဲ့ရပါပြီဟုတ်ကောင်းရဲ့လားအဲ့တော့ငယ်ငယ်ရွယ်ရွယ်တန်တန်မြန်မြန်ထက်ထက်မြက်မြက်တကယ်ကိုကန်ထက်ညံထက်နေတဲ့အချိန်မှာအာယုနဲ့ပတ်သက်ပြီးတော့မှတိမခံမင်းနဲ့တိခံရင်တရားတွေလက်ကင်မထားပဲနဲ့အပျော်ဘက်ကိုတဏှာနောက်ကိုသာစုံပါအောင်လိုက်ခဲ့တဲ့အတွက်ကြောင့်မလို့အချိန်ကြီးအများကြီးပေးခဲ့တဲ့အတွက်ကြောင့်မလို့တကယ်သူတော်ကောင်းတရားလိုရမယ့်အချိန်ကြတော့ကံကလည်းမွဲဉာဏ်ကလည်းမွဲမျက်စိကမှုံနားကထိုက်ခါကကိုင်းသွားကကျွေးပရင်တွေကတွန့်ဝရဝုတ်တိငုတ်တုတ်ထိုင်း15မိနစ်ခေါ်ကနေအိတ်ကဲတကယ်သူတော်ကောင်းလို့လုပ်တော့မယ့်အချိန်ကျတော့ခွန်အားတွေကကုန်ပြီကုန်မှာပေါ့ယောဂီတို့ရဲ့တကယ်ကိုအနှစ်သာရရှိတဲ့အပိုက်ကိုအသုံးချမယ့်အချိန်ကျတော့အပျော်အပါးနဲ့အချိန်ကုန်ကြတာလေဟုတ်ရဲ့လားဒါကိုတို့ဒီကနေ့ကသားတွေသမီးတွေကသဘောပေါက်ရမယ်နားလည်ရမယ်ဒါအဖိုးတို့အပွားတို့ကိုနှိမ်ပြောတယ်လို့ဒီလိုမယူနဲ့နော်
ဒီထဲမှာကလည်းကြည့်ပါဘလောက်ပဲအသက်ကြီးတာဘလောက်အလွန်ဆုံးပါလဲပဲသူတို့မေးလို့သာမလဲ60 90ပြောရတာပါဗျာကြည့်လိုက်လို့ရှိရင်50ကျော်လေးလို့နှုတာပြောပါတယ်စိတ်သာရှင်စောဖရာဟောလေဘာဝနာအမှုနဲ့ထုံမွမ်းထားတဲ့အခါကျတော့အသားရည်လေးကဘာဖြစ်ကြလဲနှုနေကြတာအဲ့တော့နှုနေကြတော့ကံကလေးကလည်းထက်ကြညံလေးကလည်းထက်နေကြအဲ့တော့အားမငယ်ပါနဲ့ဘုဗုဒ္ဓကသောနာတိသားတွေနဲ့ပြောခဲ့တာဟောအသက်80ကြာမှတရားနဲ့လာတွေ့တော့မှအမဲအရိယာဖြစ်လို့အနာဂတ်အဘိညာဉ်6ပါးနဲ့တောင်ယဟနာဖြစ်လိုက်သေးဗျာအသက်ဘယ်လောက်ကြာမှလဲအားငယ်စရာများလူသေးလားဒါကြောင့်အသက်ကြီးတယ်အမဲကြီးရေရဲ့အားမငယ်ကြပါနဲ့ကိုယ်သူတို့လည်းထည့်ပြောရသေးတာဗျဒါကြောင့်အသက်ကြီးတဲ့အဖိုးတွေပွားတယ်ဟာငါတို့နှိမ့်တာကွာလို့များစိုးခြင်းသေးလားမဆိုပါနဲ့နောင်လာနောက်သားတွေအတုမြင်အတတ်တယ်မှားရွက်ကုန်မှာသို့လို့တတိတံဝေကရစေခြင်းလို့အစင်းနဲ့ပတ်သက်လို့ရူပါယုံနဲ့ပတ်သက်ပြီးတော့မှသိခံစေခြင်းလို့ပါရူပါယုံနဲ့ပတ်သက်ပြီးတော့သိမခံနိုင်တဲ့အတွက်ကြောင့်မလို့ဆင်းရဲဒုက္ခအမျိုးမျိုးရောက်ခဲ့ကြတာလက်သာသနာမှာအများကြီးမရှိလားရှိသလားဟဲ့ဘယ်လူမကအစင်းအောင်ဆောင်ပြီးတော့မှတကက်ကိုလှချင်အောင်ဆောင်ပြီးတော့လီတခါလည်းပဲအဲ့ဒီမှာဆောင်းတော့ရှင်ဘုရားကတိုင်းကန်းလက်လဲနဲ့ဒီအစင်းမြင်လိုက်တာနဲ့တပြိုင်တည်းဟာတာမိကလောတာမိကလောအပြူလားအိုလားမေးတော့တာပဲမေးတဲ့အခါကျတော့အပြူပါပေါ့ဘာညာပေါ့ကောက်တော်မူစေအဲ့တော့ကောက်တော်မူစေဆိုတော့မှလည်းကောက်သွားနန်းတလဲရောက်ညကြတဲ့အခါကျတော့အာနာတောင်းပြီတောင်းလိုက်တဲ့အခါကျရှင်မြန်လည်းသူ့တန်းတွင်ဝင်စေထွက်စေတကားမရှိဓာမရှိအာနာပေးလိုက်ရောညလည်းတကောင်လောက်လဲရောက်ရောသူ့စေတော်မျိုးတော်တွေအကုန်လုံးဘလူတွေအကုန်ကော်တော့မှတနန်းတော်လုံးစားပြတာအကုန်သေးပါရောလားဗျာဘာကိုလိုက်စားမလို့လဲအစင်းအာယုံရူပါယုံကိုလိုက်စားမိတာလေအလားအပါကိုလိုက်စားမိလို့သိချင်းစိုးနဲ့သိကြတာလေမရှိလားရှိသလားဒီတိုင်းမဲ့အတန်ဒုတိလစောင်းတို့များတခါတည်းပါဘုန်းကြီးတို့ဖះလောင်းစောင်းသမားလေစောင်းတိတ်ကောင်းတာအဲ့ဒါတခါတည်းအမျိုးသမီးတယောက်ကဒီစောင်းတန်ကြားရရင်ကိုယ်ပဲမနေနိုင်မထိုင်နိုင်ဖြစ်လာတာအဲ့ဒါစောင်းတန်ကြားတော့ဘုကရှင်မင်းကိုရှင်တော်တွင်းရမှာဆိုတော့အလေးအကျင့်လေးလုပ်နေတာအဲ့အလေးကျင့်လေးလုံနေတာစောင်းလေးကျင့်လုပ်တာပေါ့အမေအဲ့ဒီအမျိုးသမီးကလေစောင်းတန်ကြိုင်းကနေနားထောင်ရင်နဲ့ဆွတ်သွားရင်ကပြောတကယ်ကိုတကားပေါက်ကြီးအောက်မိတော့မှဆင်းလိုက်တာတကားပေါက်နဲ့ခါးပေါက်နဲ့မှားပြီးတော့ဆင်းကြတာအိမ်အောက်ကျပေးပါလို့လားဗျာကဲနှစ်ထပ်အိမ်မောနဲ့ပြုတ်ကိုကြတာဗျဘယ်နောက်ကိုလိုက်စားမလို့လဲအတန်နောက်ကိုလိုက်စားမလို့ဘယ်နောက်ကိုလိုက်စားမလို့လဲဒါကြောင့်မလို့အစင်းအတန်အနတ်အရသာတွေ့သိစရာအရသာလည်းပြန်ကြည့်ဒီဘီယာတွေဒီရက်တွေအလွန်အကျွံတောက်လမ်းမမှာဝက်လက်စလေးနဲ့လေတွေဖြတ်ပြီးတော့မှတေချင်းစိုးနဲ့တေသွားကြတာလေအများကြီးမရှိလားရှိသလားအစားကြောင့်တေကြရတာအစိတ်တင်ပြီးတေကြရတာတွေအများကြီးမရှိလားရှိသလားအဲ့ဒါဘာပေါ်မှာတိမခံလို့လဲအစားပေါ်မှာဘာပေါ်မှာအတိမခံလို့လဲတချို့လဲအတွေးအထိပေါ်မှာအတိမခံနိုင်ကြတဲ့အတွက်ကြောင့်မလို့ဗိုင်းရပ်စ်ပိုးတွေ AIDS တွေဒီယောဂါတွေနဲ့ပြည်ပြီးတော့မှရုပ်လို့လူကြမကောင်းသူကြမကောင်းလူကြတဲ့မဝင်ရဲမထွက်ရဲနဲ့ဒီအစ်စ်တွေရောက်ပြီးတော့မှဘဝကိုပုံတော်သလိုနဲ့ပုံပြက်ပန်းပြက်နဲ့သိချင်းစိုးနဲ့သိသွားကြတယ်မရှိလားရှိသလားဟဲ့ဒီစံအတွေ့အထိပေါ်မှာตาယာမိလိုက်လို့ကာမတရားဖောက်ပြန်မိကြောင့်ဖြစ်ပေါ်နေရတဲ့အကျိုးတရားတွေမှန်တယ်များအာယုံကိုအလွန်အကျွံလိုက်ရင်ကောင်းတာနဲ့ဆိုတာဘယ်ဟာများလဲဒါကြောင့်မြတ်စွာဘုရားဘယ်ဟာမှအလွန်အကျွံမလုပ်စင်တဲ့ချက်သားချက်သမီးတို့ကြီးတိခံသမှာတဲ့ပုထုဇဉ်ဆိုတော့လူချင်းနဲ့ရချင်းနဲ့လှချင်းနဲ့ပါချင်းနဲ့ဝတ်ချင်းနဲ့စားချင်းနဲ့ယောဂီတို့လိုပါပဲဗျာဘုန်းကြီးတို့လည်းဝတ်ချင်းနဲ့လှချင်းနဲ့ပြောချင်းနဲ့ပါချင်းနဲ့စားချင်းနဲ့ပုထုဇဉ်တွေဗျာဒါပေမဲ့စန္ဒနဲ့ဘဝကိုပြန်ပြီးတော့မှချိန်ပေးရမယ်ဗျာဟုတ်လားကိုဖြစ်ချင်တာနဲ့ဖြစ်တဲ့နာနဲ့ရွေးချယ်စစ်ပါဖြစ်ချင်တာတွေကိုတော့ဦးစားပေးနေဖြစ်တဲ့သဘောတရားတွေကအကုန်နောက်ဆုတ်ကုန်မှာပေါ့ဟုတ်ရဲ့လားအဲ့တော့နေရတဲ့ဘဝတွေကအကြာကြီးလားခဏလေးလားအဲ့ဒါတခဏဖြစ်ရလူဘဝမှာအနှစ်အသာရှိအောင်ကြိုးစားကြဖို့တော့မလိုလားလိုသလားဟေ့ဒါကြောင့်ယောဂီတို့ကိုဝတ္တဗိဒတဘုံစင်စံအရိယာပုဂ္ဂိုလ်ကြီးတွေဖြစ်စေခြင်းတဲ့အတွက်ကြောင့်အာယုံ၅ပါးကာမဂုဏ်တရားပေါ်မှာယောဂီတို့ဘုန်းကြီးတို့ဘာလို့ရမလဲသိခံရမယ်ဘာလို့ရမလဲဟဲ့ကဲသိခံရတော့ဒါတွေကိုသိခံပြီးတက္ကလာတို့တရားစခန်းနေဝင်းညတရားတွေထိုင်ညတဲ့တရားတွေအားထုတ်ကြတယ်ပြောချင်တိုင်းမပြောပါချင်တိုင်းမပါတကယ်သူတော်ကောင်းစစ်စစ်အိန္ဒြေထိုက်အောင်ဝိပဿနာရှုမှတ်ထားတဲ့ပုဂ္ဂိုလ်တကယ်ကိုခန္ဓာဉာဏ်ရောက်စစ်စစ်မှန်မှန်ကြိုးစားထားတဲ့ပုဂ္ဂိုလ်တွေကလေအလွန်မတန်စံတတ်တဲ့ကာမရာဂတို့ရှိရဒေသအာယုံ၅ပါးကာမဂုဏ်တရားတွေထူပြောရနေရာမျိုးကိုလေဇွတ်မတိုးတော့ဘူးဗျရှောင်တဲ့နေရာကိုဘာလို့တာလဲရှောင်တော့တာရှောင်တဲ့နေရာကိုရှောင်တော့တာ
သူတော်ကောင်းအလုပ်ကိုများများကြီးလုပ်လို့တရားဘာဝနာလေးစားလိုက်နာပါများလို့ရှိရင်လေအရက်ဆိုင်ရှိဖြတ်သွားမှာတော့ရှစ်တယ်ဗျဟုတ်ရဲ့လားအရက်ဆိုင်ရှိဖြတ်သွားမှာတော့ရှစ်တယ်ရိုးစွာအဆုံးမော့ယောဂီတို့ရဲ့ဘုန်းကြီးတို့အများအတွက်အလုပ်လုပ်နေတယ်ပေါ့လေဖျားဘုန်းကြီးတို့အများအတွက်လို့လေနေ့လည်နေ့ခင်းကိုဘုန်းကြီးတို့စတိုးဆိုင်ရှိမှမတက်ရက်ပြီးတော့ဈေးဝယ်ကြည့်ပါလို့ခိုင်းပြီးဘုန်းကြီးမဝယ်ရတော့မဝယ်ရတော့ဘာဖြစ်လို့လဲကိုလည်းငှဲ့ရမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းငှဲ့ရမယ်အဓိကတော့ကိုဟောနေတဲ့တရားတော်ကြီးကိုငှဲ့ရမယ်ဟုတ်ရဲ့လားအမှတရားတော်ကြီးကတိတ်ပြီးတော့မွန်မြတ်နေတယ်ကိုကအနေအထိုင်အပြောအဆိုအသွားအလားမရင်မကြိတ်မသိမ်မမွေ့မစင်မချင်းနဲ့နေလိုက်မယ်ဆိုကွာတရားတာကောင်းတာလူကဘယ်လိုပါဟောတရားတော့ဧကရစ်ပါပဲကွာသစ္စာတရားအထက်တန်းသားပါပဲလူကတော့လိကတစ်ပါကွာနေတာထိုင်တာကကြည့်အောင်ဟောကိုယ့်ရဲ့အနေအထိုင်ပေါ့ပြတ်မှုကိုအခြေခံပြုပြီးတော့မှကိုယ့်ရဲ့တရားတော်ကြီးအထင်သိခံရတော့မယ်ဖရာလက်သိချင်းကဘာတသိပါရမီပြည့်လို့အသေးတော်အသားတော်တွေကိုယဉ်နေပြီးတော့မှဖြည့်ခဲ့ရတဲ့ပါရမီတည်ထောင်ခဲ့ရတဲ့သာသနာကိုကြောင့်ဒီသာသနာတော်ကြီးပြည့်စည်ရတော့မယ်ကိုကြောင့်ဒီသာသနာတော်ကြီးအထင်သေးခံရတော့မယ်ဒါလေးကိုတွေးကြည့်လိုက်လို့ရှိရင်လေဩငါအရက်သေးစားတောက်စားတာအရေးမကြီးဘူးနော်ငါရဲ့သမီးလေးတွေငါကြောင့်သိခါကြတော့မယ်ငါရဲ့သားလေးတွေငါကြောင့်သိခါကြတော့မယ်ဒီလိုလေးများနည်းနည်းလေးများနှဲ့ရင်လေဒီအရင်မတောက်မိတော့ဘူးဗျဟုတ်ရဲ့လားဒီအရက်ကိုမသွားမိတော့ဘူးဩငါကအပေါင်းအသင်းကောင်းလို့ခေါ်လို့သာငါအာနာလို့နိုက်ကလတ်တက်သွားတာအကယ်၍များပေါ့နော်တူတယောက်ကများတွေ့သွားရင်ဟာဒီလူကြီးနဲ့ဖရာเจ้าကကြလဲသူ့ထိတ်ဆုံးကဘာသာရေးသာသနာကြီးကြလဲသူ့ထိတ်ဆုံးကညအခုနိုက်ကလတ်ကြတာမျက်နှာစီရကြီးနဲ့ထိတ်ကတွေ့နေပြန်ပြီငါကခောဘကလူကြီးဖြစ်ပြီးတော့မှငါကဖရာဒါယကဖြစ်ပြီးတော့ငါเจ้าဒါယကဖြစ်ပြီးတော့မှရက်ွက်တဲ့မှာအများကျိုးတဲ့ပို့နေတဲ့ပုံကိုယ်တွေဖြစ်ပြီးတော့မှငါသည်ဒီလိုလူမိုက်တို့ရဲ့ပြောဆိုင်ရာဖြစ်တဲ့နိုက်ကလတ်ကိုသွားနေလို့ရှိရင်ငါရဲ့ပတ်ဝန်းကျင်ငါတူထောင်နေတဲ့သာသနာငါပြုလုပ်နေတဲ့အလုပ်ကြီးအလုံးဟာတိမ်ငယ်စရာတွေဖြစ်ကုန်မှာပေါ့လားလို့ဒီအသိဉာဏ်ကလေးတစ်ချက်ဒိုင်းကနေဝင်လိုက်တာနဲ့အဲ့ဒီနေရာကိုဒီဖလက်ကသွားဖြစ်ပါဦးမလားအဲ့ဒီလိုနည်းနည်းလေးတတိနဲ့အတိလေးတစ်ချက်လောက်ဝင်လိုက်သွားတော့မကြရင်ပျော်တော့မကြရင်ပါတော့မကြရင်စားတော့မကြရင်တောက်တော့မကြရင်ဒီစိတ်ကလေးဒိုင်းနဲ့တစ်ချက်ဝင်လိုက်လို့ရှိရင်မသိလျော်တဲ့အရာဆိုရင်နောက်ပြန်ဆုတ်သွားတယ်ဟုတ်ရဲ့လားမလွန်ကျူးမိတော့ဘူးပေါ့ဗျာမလွန်ကျူးမိတော့ဘူးအဲ့တော့လွန်ကျူးတဲ့အစဉ်ရောက်သွားတယ်ဆိုတာအတိနဲ့တတိပညာနောက်ကလိုက်လို့လားမလိုက်လို့လားဟဲ့ဒါကြောင့်အတိတတိပညာအလွတ်မတတ်မှအရေးမကြီးလားကြီးသလားဟဲ့ဒါကြောင့်တတိတမာတိပညာအလွတ်မတတ်အရေးကြီးတယ်အဲကြောင့်မလို့ယောဂီတို့ဘုန်းကြီးတို့မှာအာယုံ၅ပါးကာမဂုဏ်တရားကိုသိခံအကျဉ်းစားတွေသိခံပြီးတော့မှခန္ဓာပေါ်ဘာရောက်အောင်လုပ်ကြရတာလဲကဲခန္ဓာဉာဏ်ရောက်အောင်လုပ်ကြတဲ့အခါကျတော့လေဒီခန္ဓာမှာအချင်းချုပ်လိုက်တော့ဘာနဲ့ပါလဲဟဲ့ယောနန္ဒဘာနဲ့ပါလဲဟဲ့ကဲရုပ်ဆိုတာတခြားလားဖောက်ပြန်တာလားဟဲ့နာမ်ဆိုတာကဖောက်ပြန်မှန်သိတာဝိပဿနာရှုတယ်ဆိုတာဘယ်မှာရှုရတာလဲခန္ဓာမှာရှုရဲ့ဝိပဿနာဆိုတာဘယ်မှာရှုရတာလဲခန္ဓာမှာရှုရတယ်အဲ့တော့ခန္ဓာမှာရှုရတယ်ဆိုတဲ့အခါကျတော့ခန္ဓာကလည်းနှမျိုးရှိတယ်ဗျအထေခန္ဓာနဲ့သဘောခန္ဓာတဲ့ပြောပါတယ်တော့အထေခန္ဓာနဲ့သဘောခန္ဓာအထေခန္ဓာဆိုတာကယောဂီတို့ရေခေါင်းရခါရခြေရလက်ရပေါ့ဗျာနော်အဲ့ဒါကိုအထေခန္ဓာလို့ခေါ်တယ်အဲ့တော့ဝိပဿနာရှုတဲ့ယောဂီကိုဘုရားရှင်ကိုတော်မြတ်ကြီးကလည်းဘုရားရဲ့အလိုတော်အထက်ကရာဆရာမဟာတိကဆရာများကဘာပြောတယ်လဲဝိသုဒ္ဓိမမဟာတိကမကပညတ်တိတပိတဝအနိစ္စတိအာကာရိနာဝိဝိဒံပတ္တိတိဝိပဿနာမြန်မာလိုပြောမယ်ယောဂီတို့ဝိပဿနာရှုတယ်ဆိုတာကပညတ်ကိုမရှုရဘူးပရမတ်ကိုရှုရမယ်ပြောပါလေတော့ပညာကိုမရှုရဘူးပရမတ်ကိုရှုရပညတ်တိတပိတဝပညတ်ကိုဖာလိုက်၍အနိစ္စတိအာကာရိနာခန္ဓာဤဖြစ်ပျက်ကိုဝိသေသေအထူးထူးသောဉာဏ်ဖြင့်ပတ္တိရှုမှတ်ရဣတိပတ္တမထိုးချဝိပဿနာမြည်ဝိပဿနာရှုတယ်ဆိုတာကပညတ်မှာရှုရမလားပရမတ်မှာရှုရမလားအဲ့တော့ဒီမှာခန္ဓာဆိုတဲ့နေရာမှာလဲခန္ဓာနှမျိုးရှိတယ်ဘာခန္ဓာနှမျိုးရှိတယ်ဘာနဲ့ပါတော့အထေခန္ဓာနဲ့သဘောခန္ဓာပြန်ပြောပါအောင်ပါလေတော့အထေခန္ဓာဆိုတာကခေါင်းရခါရခြေရလက်ရဟုတ်လားဒီပုံပန်းတရံနေပေါ့နော်နှစ်ဖူးရှုပါပါရှုပါမေးစီရှုပါလယ်ရင်းရှုပါပခုံးရှုပါဝမ်းပိုက်ရှုပါကြောရှုပါတချမ်းရှုပါပေါင်ရှုပါ
ခြေတလုံးရှုပါခြေမျက်စိရှုပါခြေပွားရှုပါခြေပုံမိုးရှုပါအဲ့ရနဲ့တဆင့်ပြန်ပြီးတော့မှတခါအထက်ကိုတက်လာအတက်ပြီးတော့မှအပေါ်ရောက်တဲ့အခါကျငယ်ထိတ်မှချက်ပြဝိုင်းတန်တန်လေးပုံဖော်ရှုပါအဲ့ဒီကနေခါပြန်ပြီးတော့မှပိုင်းပြီးတော့မှဆင်းပြီးတော့ရှုခိုင်းတဲ့နည်းတွေလေမရှိလားရှိလားအဲ့ဒါမျိုးကိုမြတ်စွာဘုရားကမရှိရဘူးတဲ့ပညာတိတ်သပိတ်တော်ကမရှိရဘူးတဲ့ပြီးတော့ဓမ္မတက္ကနီပါဠိတော်ကဗာပြောတယ်လေနိတ္တနေစီဝတဘာဝတဲ့နိတ္တဝိပဿနာရှုတဲ့ယောဂီကြီးတဲ့တတ္တဆိုတာလုံးရတန်တန်ပုံဟာနမိတ်မှာနိကိစ္စရမယ်တဲ့အဲ့ဒါမျိုးကိုမရှိရဘူးတဲ့ဗျသဘောကျရဲ့လားအဲ့ဒါမျိုးကိုမရှိရဘူးတဲ့အဲ့ဒါမျိုးကိုသွားပြီးတော့မှရှုနေလို့ရှိရင်ရှင်များအကုသိုလ်ဖြစ်သလားမဖြစ်ဘူးပညာကိုအာယုံပြုနေတဲ့အတွက်ကြောင့်မလို့ဒီပုံသဏ္ဍာန်လေးဆိုတာတခြားလားပညာတွေလားဟဲ့အဲ့ဒါတန်ထာနာပညာတဲ့ဘာပညာလဲတန်ထာနာပညာပုံသဏ္ဍာန်ကိုအာယုံပြုပြီးရှုနေတဲ့အတွက်ကြောင့်မလို့ပုံသဏ္ဍာန်အမူအရာကိုအာယုံစိုက်ရှုနေတဲ့အတွက်ယောဂီတို့သမထတော့ဖြစ်မယ်ဝိပဿနာတော့မဖြစ်ဘူးဘာလို့သမထတော့ဖြစ်မယ်ဝိပဿနာတော့မဖြစ်ဘူးစိတ်ဓာတ်ချယောဂီတို့ပုံသဏ္ဍာန်အမူအရာနဲ့အထက်လုံးရတဏ္ဍာအပေါ်မှာပဲအာယုံပြုပြီးတော့မြင်အောင်ရှုနေတဲ့ညကာလပတ်လုံးကတော့ယောဂီတို့ရေပုံသဏ္ဍာန်ကိုအာယုံပြုနေတဲ့အတွက်ပညာကိုရှုတာလားပရမတ်ကိုရှုတာလားပညာကိုရှုနေတာပုံသဏ္ဍာန်မှန်ရင်ပညာကိုအာယုံပြုနေတဲ့အတွက်ဝိပဿနာလားသမထလားဟဲ့သမထအစစ်မရှိတယ်လို့မှတ်ပါအားလုံးသဘောကျရဲ့လားဒါဖြင့်သမထကိုအာယုံပြုနေတဲ့အတွက်ကြောင့်မလို့ယောဂီတို့ရေသမထကုသိုလ်တော့မရောက်လာရမလားမဖို့နိဗ္ဗာန်တော့ရနိုင်မလားဘာဖြစ်လို့ဝိပဿနာမှမဖြစ်တာဟုတ်ဗျဒါကြောင့်ပိုးတာကိုမောင်ပုံဆောင်မတတ်ဇရိတ်ကုံစလုံးပုံပြပေမဲ့ဖွဲ့မဲ့သွားပြီမဲ့ခင်းမရောက်ဝိပဿနာရှုပေမဲ့လည်းအရှုခံတရားကြီးဘာမှမသိပဲနဲ့အရှုခံတရားကြီးခေါင်းကားခြေလက်ကြီးသွားပုံပိုင်းနေမှာတော့ယောဂီတို့ဒီခေါင်းကားခြေလက်ဆိုတာကံမျက်လုံးနဲ့ကြည့်တော့မမြင်ဘူးလားမြင်သလားမျက်လုံးမိတ်ဆရာမလိုပါဘူးဗျဟုတ်ရဲ့လားဒါဖြင့်ယောဂီတို့ခေါင်းရဲ့ခါရဲ့ခြေရဲ့လက်ရဲ့အမူအရာလှုပ်ရှားမှုတရံမှန်သမျှတို့သည်တမာရီအတွက်ကတော့ကောင်းပါလေတမာရီအတွက်ကတော့မကောင်းလားကောင်းလားကောင်းတာပေါ့လှမ်းရင်လှမ်းတယ်တမာရီအတွက်တော့ကောင်းတာပေါ့ဗျမကောင်းလားကောင်းလားကောင်းတာပေါ့ဘုန်းကြီးတို့တမ္မတနာရှုနည်းမှာဖះရှိကိုတော်မြတ်ကြီးဟောတာဂစ္ဆန္တောဝဂစ္ဆန္တောမိတိပဇာနာတိနိတိနောဝနိတိနောမိတိပဇာနာတိသွားမှန်တိစာမှန်တိအိမှန်တိအေမှန်တိရာမှန်တိကျင်မှန်တိလှုပ်မှန်တိနာမှန်တိကဲမှန်တိခဲမှန်တိတမ္မတနာရှုနည်းပေါ်ရခန္ဓာတိတာဒီသမထပဲဗျပေါ်ရခန္ဓာတိတာဒီဘာလဲဟဲ့မှတ်ထားဟဲ့ဒါကြောင့်မလို့ဝိပဿနာရှုတဲ့ယောဂီဒီခေါင်းကားခြေလက်ကိုပုံပိုင်းပြီးတော့မရှုရဘူးဒါဖြင့်ခေါင်းကားခြေလက်ဒီခန္ဓာတော့ခန္ဓာပဲတဲ့ဘာခန္ဓာလဲအထေခန္ဓာရမှတ်ဘာခန္ဓာလဲမှတ်တာဘုန်းကြီးတို့ရဲ့တရားစခန်းဘောတွေဆိုဒါတွေကိုအဓိကသင်တာသူ့အချိန်နဲ့သူဒါတွေအဓိကသင်ပေးတာဘုန်းကြီးတို့ကသူ့အချိန်နဲ့သူမနေ့ပိုင်းဆိုလို့ရှိရင်သင်တန်းပြစ္ဆသမုပ္ပါသင်တန်းညနေ4 နာရီခွဲနဲ့9 နာရီခွဲဆိုအခုလိုဝိပဿနာအခြေခံသင်တန်းညပိုင်းဆိုတော့ညပိုင်းလူငယ်လူရွယ်တွေကအမျိုးစုံပါတဲ့အခါကျတော့ဒီညပိုင်းဟောတဲ့သစ္စာ 4 ပါးတရားမှာတာရကတဘာဝအာဂမယုတ်တိအမျိုးစုံဟောရတာပေါ့ဗျာနော်အဲ့လိုသူ့အချိန်နဲ့သူပိုင်းခြားပြီးတော့မှဘုန်းကြီးတို့ကကျေးဇူးဆက်ရတာအဓိကတော့စကန်းဝင်တဲ့ယောဂီအတွက်တရားစကန်းဝင်တယ်ဆိုတာဘာလို့တာလဲနီးယူတာပဲတရားစကန်းဝင်တယ်ဆိုတာဘာလို့တာလဲဘာနီးလဲလို့မေးတဲ့အခါကျတော့ဝိပဿနာရှုနီးနိဗ္ဗာန်ရောက်ကြောင်းနီးဟုတ်ကဲ့လားအဲ့တော့တရားစကားမှာဝင်လို့ပြန်စကားကဒါထွက်လာတာခန္ဓာမသိအာရဏမသိပညာမသိပရမမသိအဖြစ်မသိအပြတ်မသိအရှုခံမသိအရှုညာမသိကဲအဲ့တော့ခေါင်းကားခြေလက်ကိုအရှုခံလုပ်တဲ့ညကာလပတ်တော့ဒီဆရာကိုယ်တိုင်ကပညာပရမကွဲသလားဟဲ့ဒီယောဂီကပညာပရမကွဲသလားမကွဲလို့ပဲထိုင်နေလို့ကတော့ယောဂီတို့ပိုးတာကိုစောင်းမောင်ပုံစောင်းမတတ်ဇရိတ်ကုံစလုံးပေါ်ပြပေမဲ့ဖွင့်မဲ့အတွက်သွားပေမဲ့ခီးမရောက်လူကြားကောင်းမှရှိမယ်လို့မှတ်အားလို့သဘောကျရဲ့လားဒါဖြင့်ယောဂီတို့ကလူမြင်ကောင်းရုံလူကြားကောင်းရုံလူသားတို့ကနတ်သားတို့ကလုံမှလားနိဗ္ဗာန်ရဖို့ရလုံမှလားဒါဖြင့်လုံတလောက်ခရီးပေါဖို့အနှစ်အသားပါဖို့မလိုလားလိုသလားဟေးအနှစ်အသားပါဖို့အလွန်မတန်လိုတယ်ဗျာအလုံးသဘောကျရဲ့လားဒါကြောင့်မလို့ဝိပဿနာရှုတယ်ဆိုတာအထေခန္ဓာရှုရမလားသဘောခန္ဓာရှုရမလားဒါဖြင့်သဘောခန္ဓာဆိုတာကပရမတ်အထေခန္ဓာဆိုတာကပညာကဲဒါဖြင့်အထေခန္ဓာတွေပြောပြီးပြီခေါင်းခါခြေလက်ကိုပုံပိုင်းပြီးတော့မရှိရဘူးဟုတ်လား32 ကောထာတာကိုပုံပိုင်းပြီးတော့မရှိရဘူး32 ကောထာတာစံပေမွေးချင်းချစ်ပြီးလက်ပြီးသွားအည်အသားကြောအယိုးညို့ဒါတွေကငါမဟုတ်ငါဥစ္စာမဟုတ်အာတုဘအပုတ်ကောင်တာဖြစ်ကုန်ဤအဲ့ဒီပညာကိုအာယုံပြုတော့စိုက်ပြီးတော့မှဆင်ကျင်နေရင်တမထတော့မဖြစ်ဘူးလားဖြစ်သလားဟေ့
သမထဖြစ်လို့ရှိရင်အတုပမရဏနုတ္တိဘာဝနာပွားလို့ကတော့တန်ဝေကဉာဏ်တော့မရောက်လာရမလားအခုကဘုန်းကြီးမှားတယ်လို့ပြောတာလားသမထနဲ့ဝိပဿနာခွဲပြတာလားမှားတယ်လို့ပြောတာလားပညာပရမခွဲပြတာလားပညာပရမခွဲပြနေတာယောဂီတို့မှားတယ်လို့လုံးလုံးမှားနေပါလို့ဘုန်းကြီးပြောတာဟုတ်ရဲ့လားမဟုတ်ပါဘူးမဟုတ်ပါဘူးယောဂီတို့နားကိုကြီးကြီးနဲ့နာပါဒါနဲ့ခေါင်းငါးခြေလက်ကိုပုံပန်းရှုရင်ပညာကိုအာရုံပြုတဲ့အတွက်သမထတော့ဖြစ်မယ်ဝိပဿနာတော့မဖြစ်ဘူးဒါပဲပြောတာပဲဟာဒီရှုနည်းကမှားတယ်ကွာလို့ပြောတာဟုတ်ရဲ့လားမပြောပါဘူးသမထတော့ဖြစ်မယ်ဝိပဿနာတော့မဖြစ်ဘူးဒါပေမဲ့အဲ့ဒီကိုလုံနေတဲ့အလုပ်ကသမထအလုပ်ကိုဝိပဿနာလို့ပြောနေအဲ့ဒီအပြောဒီမှားတယ်ပြောကြရဲ့လားခရမ်းရှင်ဒီမြန်မာရက်ကနဲ့အာလူးလို့ပြောနေအဲ့ဒီအပြောဒီဘာဖြစ်တော့မှားတာပဲရှင်းမလားပညာကြီးအာယုံပြုနေပါရဲ့နဲ့ပရမတ်လို့လုပ်နေတာသမထဖြစ်နေပါရဲ့နဲ့ဝိပဿနာလို့တင်စားနေတာကတော့အဲ့ဒီအပြောဒီဘာတော့မှားတယ်ဒါမှားတော့မှားတယ်လို့တဲ့ပြောရမှာပဲယောဂီတို့ပြောကြရဲ့လားအဲ့ဒီအမှားကြီးကိုမြုံပြီးတော့မှမပြောမဖော်မပြဘဲနဲ့များနေခဲ့မယ်ဆိုရင်အလုံးကအမှန်လမ်းကြောင်းပေါ်ရောက်ကုန်မှာပေါ့ဒါကြောင့်မလို့ဒီလိုပြက်ပြက်တာတာပြောခဲ့ကြလို့လည်းပဲယောဂီတို့ဒီကနေ့ဘုန်းကြီးတို့ဒီအမွေတွေကြံလို့လက်ဆင့်ကပြန်သိခွင့်ရတယ်လို့မှတ်ပါရှေ့ပညာရှိသူတော်ကောင်းကြီးတွေကမရေးသားခဲ့ကြဘူးမဟောပြောခဲ့ကြဘူးဆိုရင်ဘုန်းကြီးတို့ကဒီလောက်ထိပြက်ပြက်တာတာပြန်ပြောနိုင်မှုလွယ်ပါမလားဟဲ့ကဲဒါကြောင့်မလို့ရုပ်ဆိုတာလည်းတခြားလားဖောက်ပြန်လာလားဟဲ့ဒါပြင်ခန္ဓာကပူတာအေးတာလှုပ်တာငြိမ်တာတောက်တာတင်းတာလေးတွေပေါ်လာရင်အထယ်လားသဘောလေးတွေလားအေးအထယ်လားသဘောလေးတွေလားဒါပြင်ယောဂီတို့တရားလေးနာနေနဲ့ချင်းကနေရာကနေအောက်ကနေလေးမပေါ်ဘူးလားပေါ်လာရင်ပြပါဆိုပြလို့ရလားဟာဘာဖြစ်လို့ပြမရတာတော့မေးရင်အထယ်မရှိလို့ဘာလို့ပြမရတော့ဒါပြင်ရားရင်ရားတဲ့သဘောလေးလည်းရှိပါတယ်နာရင်နာနေတဲ့သဘောလေးတော့အောက်ရင်အောက်တဲ့သဘောလေးတော့ဒါပေမဲ့နာနေတယ်အောက်နေတယ်ရားနေတယ်ကျင်နေတယ်ဆိုတာကအထယ်လားသဘောလားဟဲ့အဲ့ဒီသဘောလေးဒီယောဂီတို့ပုဂ္ဂိုလ်တ attva လားခန္ဓာလားဘာခန္ဓာလဲမေးရင်သဘောခန္ဓာဘာခန္ဓာပါလဲအဲ့ဒီသဘောခန္ဓာလေးကအမြဲတမ်းရားနေအောက်နေကျင်နေတာဟုတ်ရဲ့လားအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဘယ်လိုပေါ်လာလဲဟဲ့အကြောင်းတိုက်ဆိုင်မှာပေါ်တာမို့တခြားလားဖောက်ပြန်တာလားဖောက်ပြန်လာတာဗျရတာလေးပေါ်လာရင်လည်းအောက်နာလေးပေါ်လာရင်လည်းရှင်းနာလေးပေါ်လာရင်လည်းမဖောက်ပြန်တာလေးကိုပြပါဆိုပြလို့ရလားမဖောက်ပြန်ရဲ့နဲ့ပြမြန်လားဖောက်ပြန်ရဲ့နဲ့ပြမြန်လားဘာမရှိလို့ပါလဲဘာမရှိလို့ပါလဲအထက်ဘာမရှိလို့ပါလဲအထက်မရှိလို့ဟုတ်လားအထက်မရှိလို့ယောဂီတို့သဘောလေးကတော့ဟုတ်တယ်လေရရင်ရတဲ့အချိန်ရတဲ့သဘောလေးကျင်ကျင်တဲ့အချိန်ကျင်တဲ့သဘောလေးနာရင်နာတဲ့အချိန်နာတဲ့သဘောလေးရှိတယ်ဟုတ်ရဲ့လားအဲ့ဒီသဘောလေးတွေဖောက်ပြန်လာတဲ့သဘောလေးသူပဲသဘောရှိမလဲဆိုတော့သူကဘာလို့ကြံမလဲစောင့်ကြည့်အဲ့ဒီဖောက်ပြန်တဲ့တရားကအရှုခံဟုတ်မလားစက္ကနဲ့ဖောက်ပြန်လာတာကအရှုခံအဲ့ဒါဘယ်သဘောရှိမလဲဆိုတာစောင့်ကြည့်တာကအရှုဉဏ်အဲ့ဒါမှလှုပ်ကနေပေါ်တာကိုသိလိုက်တာကအဖြစ်ကိုသိတာအဲ့သဘောလေးမရှိဘူးသိတာကအပြက်ကိုသိတာကိုကတာမရှိဘူးမမြင်မဲနဲ့မရှိဘူးသွားမလုံးနဲ့ဉာဏ်လေးနဲ့အသာလေးစောင့်ကြည့်လှုပ်တာလည်းသိတယ်မရှိတာလည်းသိမှာဩမရှိတော့ပါလားဉာဏ်ကဘာလို့ရမလဲသုံးပြရမှာအလကားနေနဲ့ရတာဘယ်ကရဘယ်ကဖြစ်ပြီးဘယ်ကပြမှန်းဖြစ်ပြတာရှုတော့တော်လည်းဖြစ်ပြပဲချရတာပဲဒီမှာဖြစ်ပြဘယ်ကဖြစ်ပြီးဘယ်ကပြမှန်းလည်းမသိဖြစ်ပြစိတ်ထဲကသာဖြစ်ပြလုံနေတာဟုတ်ဗျာရတာကမပြအောင်ဘူးမပြတာဖြစ်ပြဟာပုတ်ရတော့ဖြစ်ပြပါဆိုစိတ်ကမရှိခြင်းတော့ဘူးဒီလောက်ဖြစ်ပြလို့မှတ်နေတဲ့ကြားတဲ့ကနေပို့ရတာတော့ဖြစ်ပြပါဆိုပို့ရတာတော့ဒါတော့သိမခံနိုင်တော့ဘူးလေသိမခံနိုင်တော့ဘာဖြစ်လာလဲဆိုစိတ်ကဖြစ်ပြလက်ကကုတ်ရဲ့ပေါ့စိတ်ကဖြစ်ပြလက်ကကုတ်ရဲ့တဲ့ကဲအဲ့ဒါပညာပရမကွဲလို့လားမကွဲလို့လားဟဲ့ဒါဝိပဿနာရှိတဲ့ယောဂီတွေပညာပရမအခြေခံကြကြကွဲထားဖို့မလိုလားလိုသလားဟဲ့အခြေခံကြကြနားလည်ထားဖို့လိုတယ်အခြေခံကြကြသဘောပေါက်ထားဖို့လိုတယ်လို့မှတ်ပါဒါကြောင့်ဝါတတမလုပ်ပါနဲ့တက်တန်းကခတ်တူတူလေးကြံတော့တာတက်တန်းကခတ်တူတူမှဝါတတခတ်ခုတ်ကိုလေးနဲ့များအချိန်ကုန်သွားရင်တော့ကိုယ့်အတွက်တရားစကားဝင်တယ်တေလဲတေရောယောဂီတို့ရေပုတ်ပွားပြီးတေလဲဆိုရင်နှမျောစရာမကောင်းလားကောင်းလားပေးဆက်လိုက်ရတဲ့အချိန်တွေကအလဟတကုန်သွားတယ်ဗျတေတဲ့အခါကျတော့ပညာမကွယ်ပရမမကွယ်ရင်ယောဂီတို့လောကဓာတ်ကိုသိမခံနိုင်ဘူးနော်လောကဓာတ်ကိုသိခံတယ်ဆိုတာကဖြစ်ပြတကယ်မြင်မှသိခံတာဗျပညာပရမကွဲမှလည်းဖြစ်ပြကိုမြင်တာဒါကြောင့်ပရမတ်မသိဝါမရှိဝီလည်းမဖြစ်နိုင်
ဝိမဖြစ်ကအနတ္တမௌချဉာဏ်မပိုင်ဉာဏ်မြင်အနတ္တမတွေ့ကဒုက္ခဆုံးမတိုင်တဲ့မှတ်ထားဉာဏ်မြင်အနတ္တမတွေ့ကဒုက္ခမဆုံးမတိုင်အဲ့တော့ပညာပရမမမကွဲရင်ဒိဋ္ဌိကိုခွာတတ်ပါမလားဒါကြောင့်ဒိဋ္ဌိကိုလည်းမခွာတတ်နှလုံးသားကကျွတ်ဆက်ဆက်အဝိဇ္ဇိမှာအောက်ကျုပ်ကတဲ့ဒါကြောင့်မလို့ပရမတ်ကိုကြက်ကြက်ကြည့်ချိန်ဝင်ကြီးကိုမမတီးတဲ့ဉာဏ်ကလေးကပရမတ္တကိုချိန်ဝင်လို့တဲ့နေရမယ်ဒါပြောတာဗျကျေးဇူးရှင်နမဆိုတော်ဘုရားကြီးကကြက်ကြက်နနကိုကျေးဇူးပြုသွားတာအယူကတတ်တော်ကြောက်အောင်ကျင့်တော်မူသွားတဲ့ကျေးဇူးရှင်နမဆိုတော်ဘုရားကြီးဥညာနာတဲ့အလုံးမတန်တော်တဲ့ကျေးဇူးရှင်ကြီးပေါ့ဗျာနော်ကဲကောင်းပြီဒါပြင်ဒုဒကာဓမ္မလေးတရားအထုတ်မယ်ဆိုပညာပရမကွဲဖို့မလိုဘူးလားအဲ့တော့ပေါ်လာတဲ့ခန္ဓာကလည်းအောက်ကလည်းပဲရောက်လို့အမှားတတ်ဗျာအပေါ်ကလည်းအချိန်30 40ဖိတိုင်တာခြေတော့တကောက်ကိုတွေကလည်းကွေးထားတော့ခန္ဓာကထုံးတာအတိုင်းနားတဲ့အောက်နဲ့ကျင်နဲ့ကြိုက်တဲ့ခဲတဲ့ဆိုမလောက်လားလာမလားအဲ့ဒါကိုယောဂတို့ဖောက်ပြန်လာတိုင်းဒုဒကာဓမ္မတွေတိခံပြီးတော့ဘာလုပ်ကြည့်ရမလဲစောင့်ကြည့်ရမယ်တိခံပြီးတော့ဘာလုပ်ကြည့်ရမလဲဟာခန္ဓာကတော့ယောဂတို့အမြဲတမ်းတက်တာပြမလားနှိမ့်ဆက်နေမှာပဲလားဟာမခန္ဓာမှန်ပါပြီတိတရားခန္ဓာလင်တန်တာကြောမျောလိမ့်အများတဲ့ကျေးဇူးရှင်ဝေဘူးစတော်ဘုရားကြီးတို့ကျေးဇူးရှင်ဆုံးလုံးစတော်ဘုရားကြီးတို့တိတိကျကျအမေးရှိခဲ့တာပဲမခန္ဓာမှန်ပါပြီတိတရားဒီခန္ဓာကတော့အမြဲတမ်းဘာလုပ်နေမှာလဲနှိမ့်ဆက်နေမှာပဲဖောက်ပြန်နေမှာပဲဖောက်ပြန်နေဆိုတော့တခြားလားနှိမ့်ဆက်တာလားရတဲ့ပေါ်လဲနှိမ့်ဆက်တာအောက်နာပေါ်လဲနာတာပေါ်လဲရှင်းတာပေါ်လဲဟာတော့နှိမ့်ဆက်နေမှာပဲလေဒါသူ့လုပ်ကိုဗျာဟုတ်ရဲ့လားကိုကအတိတ်ကနှိမ့်ဆက်မမှန်မသိပဲတောင်းခဲ့တာဟုတ်ဗျာဟမ်တိမခံဘူးလေတဏှာတဘောကိုတိမခံခဲ့ဘူးသူများလိုချင်ပြီသူများတောင်းတယ်သူများဆူတောင်းကောက်ဆိုကောင်းပြီသူများကဆူတောင်းကောင်းတယ်ဆိုရေးတာဒီကအမလေးဆူတောင်းအမျိုးမျိုးတွေဟိကျက်အောင်ပါပဲကဲလူအမျိုးမျိုးနတ်အမျိုးမျိုးဖျားရှိခိုးအမျိုးမျိုးဆူတောင်းအမျိုးမျိုးဟုတ်ရဲ့လားဒီတက်ကတန်ត្រာလဲမဲ့ဆူတောင်းနေတာခက်များရဲ့ဟမ်ဒုက္ခရောက်မဲ့ဆူတောင်းတွေကခက်များရဲ့ဟမ်ဆူတောင်းအမျိုးမျိုးပြန်ကြည့်လိုက်အဲ့ဒီဒုက္ခရောက်မဲ့ဆူတောင်းနေတာများနေတာများတော့အပြင်အဲ့တော့ယောဂတို့တိတဲ့ပုဂ္ဂိုလ်ပြည့်တဲ့ပုဂ္ဂိုလ်ကစဘာနာအစံပြည့်လေငိုက်တည်လူလိမ္မာပညာဆုံးနေစိုက်တည်တဲ့တကယ်တိတဲ့ပုဂ္ဂိုလ်ကဤခဏဒုက္ခမှာကျွတ်လို့ရလူတန်းပါဤဖျားပြီးပြီဘာမှရှာမရှိတော့ဘူးအောက်ကမဟုတ်ဆူတောင်းကြီးကြက်ရဒီဆူတောင်းကြက်ဖျားရှိခိုးတာကတော်တော်ရဆူတောင်းတာကရှိနေတာဟုတ်ရဲ့လားနှစ်ချက်ဘိုးလူပြီးတော့မှယောဂတို့2000မိုးဆူတောင်းတာဗျာလူတာကနှစ်ချက်ဘိုးတောင်းတာက2000မိုးဒါတောင်ကပါမလားမသိဘူးဟုတ်ပါတယ်မကပါဘူးနေရောင်များရောင်ဟုတ်ပါပြောပါနေရောင်များရောင်တောင်းတည်တဲ့နည်းနည်းလူတော့မှအပြည့်လိုချင်တာတဲ့လူတော့နည်းနည်းလေးမလိုလဲဆွမ်းပကံတိတိလေးကိုစားရပကံကြီးကြီးအဲ့ဒီကအစဒုဗုဒ္ဓဘာသာတွေပြန်စဉ်းစားကြည့်မြတ်အဲ့တော့ဆူတောင်းနေမှန်တယ်များကလည်းပဲယောဂတို့ကြီးအလွဲအချော်တွေကမများဘူးလားများတယ်နော်ဖះအကြိုက်လို့ဘာလို့နဲ့အမှန်တော့အလွဲအချော်တွေကခက်များရဲ့တဲ့အေးကဲကောင်းပြီဒါပြဒုဒကာဓမ္မတွေလည်းမှတ်ထားအဲ့တော့မခန္ဓာမှန်ပါပြီတိတရားဒီလောက်နှိမ့်ဆက်နေတဲ့ခန္ဓာကြီးအတိတ်ကတို့ယောဂီတို့ဘုန်းကြီးတို့အရာတော်စကားနဲ့ခတ်တဲ့ပြောဆိုရင်အတိတ်ကသစ္စာမသိပဲနဲ့တဏှာကဝင်မွေပြီးတော့မှရှားရှည်ခဲ့ကြလို့ဒီကနေ့ဒုက္ခရလားဒုက္ခရလားနေ့တိုင်းဘာလောက်ခံနေရလဲတက်ကောတက်တာရလားမခန္ဓာမှန်ပါပြီတိတရားမှန်ပါပြီတိတရားအများနဲ့အနှိမ့်ဆက်ခံနေရတဲ့ဘသူကိုပြောနေတာလဲခန္ဓာကိုပြောနေတာခန္ဓာလင်တန်တာကြောမျောလိမ့်အများတဲ့ဒီနှိမ့်ဆက်ချက်တွေကိုတိခံပြီးတော့မှညံနဲ့သုံးပြချက်စောင့်မကြည့်ပဲနဲ့များခဏခဏဣရိယာပုတ်ရွှေ့နေမှာခဏခဏကုတ်နေမှာဖဲ့နေမှာရွှေ့နေမှာပြောင်းနေမှာဣရိယာပုတ်တွေခဏခဏရွှေ့ပြောင်းနေတာဒီဘာဖြစ်လို့ရွှေ့ပြောင်းနေတာလို့မတော့တိမခံနိုင်လို့ဘာလို့ရွှေ့ပြောင်းနေတာလဲမှတ်တာယောဂီတို့ရဲ့ဖြစ်ပျက်ကိုဣရိယာပုတ်ကဖုံးနေတယ်ဗျာရရမှတ်တာဒီစကားလုံးတိတ်တမိုးရှိတဲ့စကားလုံးဖြစ်ပျက်ကိုဣရိယာပုတ်ကဖုံးနေတဲ့ခန္ဓာကတော့ပြောင်းလဲဖောက်ပြန်မှုတွေပြမလို့ဟုတ်လားပြောင်းလဲဖောက်ပြန်မှုတွေနှိမ့်ဆက်မှုတွေရောဂတော့ခန္ဓာတော့တန်လာတော့အာဘာဒတော်လေးတွေပြမလို့နှိမ့်ဆက်မလို့သူကပြမလို့လို့ကရှိတယ်နည်းနည်းလေးညမနာနဲ့တိမခံမှုရွှေ့ပြည့်နည်းနည်းလေးနဲ့မရနဲ့တိမခံမှုကုန်ပြည့်နည်းနည်းလေးမညောင်းနဲ့တိမခံမှုကြောင်းပြည့်ပူလဲပြောင်းအေးလဲပြောင်းလှုပ်လဲပြောင်းညောင်းလဲပြောင်းတင်းလဲပြောင်းရားလဲပြောင်းအကုန်ရွှေ့ပြောင်းမလိုက်တဲ့အခါကျသူ့ရဲ့သဘာဝပင်ကိုဖြစ်ပျက်ကိုမြင်ရလားဟဲ့ဘာဖြစ်လို့မမြင်တော့တာလဲတိမခံနိုင်လို့ဟုတ်တယ်ဘာလို့မမြင်တော့တာလဲဒါကြောင့်ယောဂီတို့နိဗ္ဗာန်လိုချင်ရင်ဘာလုပ်ရမလဲသိခံရမယ်ဒါကြောင့်သိခံနိုင်မှာနိဗ္ဗာန်ရာဟောဒီကအလုတ်ထက်သွားခဲ့ဗျာအလုတ်ထက်သွားပြီနော်ဝသနိထိုင်ယံခတိ
စိတ်ကိုချုပ်ထိန်တီးခံလေပြောင်းရင်ရွှေ့ချင်တဲ့သဘောလေးပေါ်လာရင်လည်းဘာလို့ပေးရမလဲတီးခံရမှာသူ့သဘောလေးသိအောင်ငါစောင့်ကြည့်ပါအောင်မယ်ဟိုတီးခံဆိုဘုန်းကြီးပြောတာနော်ဒေါသနဲ့အန်ချိတ်လို့ဘုန်းကြီးပြောတာမဟုတ်ဘူးဒါလည်းယောဂီတို့မျက်နှာလက်ကြက်ပြသွားမလုံးနဲ့အောင်တီးခံဆိုတဲ့စကားလုံးနဲ့ဒေါသဆိုတဲ့စကားလုံးကိုရောချိတ်တာအများကြီးရှိသေးတယ်ဗျစုံတဲ့ထဲချိတ်တာကဟာမှားသွားတယ်ဟာဆိုပြန်စိတ်ရသေးတယ်ဗျအဲ့ဒီယောဂီတို့တိခံမှုနဲ့ဒေါသကိုရောချိတ်တာကတော့တော်တော်ဆိုးတယ်ဗျတိခံတယ်သူ့နေရာနဲ့သူ့တိုင်းနဲ့သူမရှိလားရှိသလားဟင်ရှိတယ်ဗျအဲ့တော့အရှင်မကတ္တဗာတို့အရှင်မမောက္ကလန်စကြကအရှင်မကတ္တဗာကြီးပဲထားလိုက်ပါတော့ဗျာဖရာပရိသေသာပြီးတဲ့နောက်ပိုင်းမှာဝိနည်းတော်ကိုလူတုပိုလျှော်တွေရှောက်ပြီးတော့လှုပ်ချင်တာတွေလှုပ်နေကြတဲ့စပကိယဟန်နေလေအဲ့ဒါပါလာတဲ့အခါကျတော့တိမ်ထဲမှာမစင်မကြယ်ဒီပါလာတော့အရှင်မကတ္တဗာကြီးကတိတယ်တိတော့တိမ်ထဲကထွက်ပေးပါတိမ်ထဲကထွက်ပေးပါလို့ပြောတာမထွက်ဘူးဗျာအဲ့လိုမထွက်တဲ့အခါကျတော့အဲ့လိုမထွက်တော့လေအဲ့ဒီမှာလေအရှင်မကတ္တဗာကြီးတို့ကဘာလို့တတ်မှတ်တော့ဆွဲကိုထုတ်ရတာဗျာကဲတာမန်လူပုရုษရဲ့မျက်လုံးကြီးနဲ့ကြည့်လိုက်လို့ရှိရင်ကိုရိုကြီးနဲ့ကြမ်းတာလို့ဆိုရင်ဆိုမှာအလကားအရိယာတွေသွားပြမှန်းပါဗျဟိုမှာသာသနာကိုဖျက်ဆီးဖို့ဝင်နေတာမလို့တောင်းပန်နေတဲ့ကြားကမထွက်ပြီလို့အတင်းကိုဆွဲထုတ်ပြရတာရှင်မမောက္ကလန်တို့ကြည်စမ်းဖះလက်ထက်တုန်းကလည်းဒီတိုင်းပဲတခါဘုရားပြိဋိဘံဆန္ဒအရှင်မကတ္တဗတို့လည်းဒီလိုလက်နဲ့ဆွဲထုတ်လိုက်ရတာပဲဒါကြောင့်မလို့မဟုတ်တာမမှန်တာအတုအယောင်မြင်ရင်ချက်ချင်းလက်ညင်မရှင်းအောင်လားရှင်းရမလားမရှင်းရင်စစ်မှန်တဲ့သာသနာကွယ်သွားမှာပေါ့ဗျအတုကိုလက်ခံတိုင်းအစစ်တွေကွယ်သွားမယ်ပေါ့အားလုံးသဘောကျရဲ့လားဒါကြောင့်ဒုဒကဓမ္မတွေတကယ်ဝိပဿနာရှုတဲ့နေရာမှာခန္ဓာကိုယ်ရဲ့ဖောက်ပြန်နေပေါ်လာတိုင်းဖြစ်ပျက်ကိုမြင်ခြင်းရင်ဘာလို့စောင့်ကြည့်ရမလဲတီးခံပြီးစောင့်ကြည့်ပါရဲပြောဘာလို့စောင့်ကြည့်ရမလဲဒေါသဘက်ကိုမရိုက်ပါစေနဲ့ကိုနိုင်တဲ့ဝင်နဲ့အားနဲ့ကြိုးစားပြီးတော့မှစောင့်ကြည့်ပေါ့ဟုတ်လားကြိုးစားစောင့်ကြည့်လို့သူ့ကိုကြည့်နေရင်ကနေရင်ထဲမှာမောလာတဲ့အနေတွေပဲပြက်လာတဲ့အထိပ်ပဲမျိုးလုံးဝခဏရင်မရှိတော့ဘူးဆိုရင်တော့ပဋိတ္တမဉာဏ်နဲ့ရှင်ကဘာလို့ရမလဲရွှေ့ရမယ်ဟုတ်ပါလားမစ္စည်းမပฏิပဒါဖြစ်အောင်လုပ်ပါအတ္တဝါဒလွန်ကဲကြီးအတ္တကိလမထာနုယောဂအစဉ်ရအောင်မလုပ်ပါနဲ့တချို့အမြုပ်တွေထွက်လို့ဗျာနှက်တွေထွက်လို့အမြုပ်တွေထွက်လို့မျိုးလုံးတွေပူချာတွေထွက်ဟာဒီကဂီးနဲ့နေတာဗျာဟာတချို့မေ့ကိုသွားရောအဲ့လောက်ထိလုံးနေတာတွေတချို့ငိုတချို့ခုံတချို့ရီတချို့ကကြည့်စမ်းအဲ့ဒါတွေဖြစ်တာဟာဘာကြောင့်လဲအခြေခံကြပညာပရမတ်ကွဲလို့လားမကွဲလို့လားပညာပရမတ်မကွဲတာကတစ်မျိုးအဲ့ဆရာကြီးတွေကိုယ်တိုင်ကနေတော့ဆရာကူဖမ်းပြီးတော့မှ2နာရီစက်တိုက်ထိုင်3နာရီစက်တိုက်ထိုင်ဟာသွားရောတာ2နာရီထိုင်ခိုင်း3နာရီထိုင်ခိုင်းနဲ့ဒီစက်တိုက်ထိုင်ခိုင်းတော့ဖျားလက်တော့ဘယ်နှနာရီထိုင်မယ်လို့သတ်မှတ်ထားတာမရှိဘူးဗျအခုခေတ်ကြမှာယောဂတို့ရဲ့အသက်ဆန်းနေကြတာဘောကြရင်လားဖျားရှိကိုတော်မြတ်ကြီးကသူ့အတူအိန္ဒြေနဲ့ညာနဲ့ညီသွားလို့ပြင်းငိန်တရေနဲ့တရားရဲ့ဝရိယရဲ့တမာရီအိန္ဒြေ5ပါးပေါ့ဗျာအိန္ဒြေညီတဲ့တတ္တိလေဝရိယတတ္တိလေတမာရီပညာတွေအိန္ဒြေ5ပါးညီသွားတဲ့အခါကြလို့ရှိရင်တဲ့ဖြစ်ပျက်ကိုဖြိုင်နေအောင်မြင်လာလို့ပရမတ်သားရဲ့ရိပ်မောမအပြက်ကိုအသေးစိတ်တာမြင်သွားပါစေတဲ့ရှင်ထဲမှာအေးတဲ့အစီမြင်သွားလို့ရှိရင်တဲ့တဏှာကြီးမဟုတ်ပါဘူးဗျာတဏှာကြီးကွဲတဏှာကြီးသူတရားတရားနဲ့သူတက်သွားတာတဲ့သူများကတတ်မှတ်ပေးတာမဟုတ်ဘူးလားမှတ်ထားဆရာကတတ်မှတ်ပေးလို့ဆရာကြောက်လို့ထိုင်ရတာဘယုတ်ဒုက္ခဖြစ်တယ်ဗျကိုယ့်ရဲ့တရားတရားနဲ့အိန္ဒြေထပ်ပြီးတော့မှတဏှာ2နာရီရောက်သွားတာကလူကပေါ့ပါကြည်လင်အေးချမ်းနေတာဗျအများကြီးกว่าတယ်ဗျဆရာကိုကြောက်လို့ထိုင်ရတော့ပူလောင်မှုတွေနဲ့ထိုင်ရတာကိုယ်တရားတရားနဲ့တက်သွားတာအေးချမ်းမှုနဲ့အရေးတက်လာတာဗျတရားရဲ့သဘောကအဲ့ဒီလိုဗျမတော်မတရားလှုပ်ယူလို့မရဘူးဗျတော့ကြရဲ့လားအဲ့ဓာတွေကိုမတော်မတရားလှုပ်ယူတဲ့ဆရာသမားနဲ့တွေ့ရင်ကိုယ်မှဒုက္ခမရောက်လားရောက်မလားဒါကြောင့်မလို့ယောဂတို့ရေတိခံခြင်းဆိုတာကတကယ်ကိုနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဖြစ်ပြအမြင်တန်ချင်တယ်ဆိုရင်တို့ဘာလို့ရမလဲတိခံရမယ်ဘာလို့ရမလဲဟဲ့ဒါပြန်တိခန္ဓာနဲ့ဒေါသနဲ့သွားမရောနဲ့နော်တို့ကြဒီမှာဓမ္မတော်ဒီဆရာတော်ဟောတယ်လေတိခံမှာမင်းတို့တိခံမှာမကျင့်မဲနဲ့ကွာမင်းတို့ကောင်တွေအကုန်လုံးတိခံမှာမဟုတ်ဘဲနဲ့ဗျာဟိုမှာကြည့်ပါသူများတွေတိခံမကျင့်နေတာ2နာရီ3နာရီ4နာရီမပြောဘူးဒီကအဲ့လိုပြောသလားမပြောဘူးအဲ့လောက်ထိပြောတာမဟုတ်ဘူးဘုန်းကြီးတို့ကအဲ့လိုပြောတာခဏစိတ်ကိုအလိုလိုက်ပြီးတော့မှခဏမပြောင်းနဲ့မပြင်းနဲ့မရွှေ့နဲ့ဟုတ်လားနော်ကိုနိုင်တဲ့အင်အားလေးနဲ့ကိုယ့်ကိုတိခံနဲ့အသားလေးစောင့်ကြည့်စိတ်ကိုတင်းမထားနဲ့ဝိပဿနာရှိတဲ့ယောဂီကစိတ်ကိုလျှော့ထားရတယ်ဟုတ်လားအဲ့ဒီစိတ်ကိုလျှော့ထားတဲ့အခါကျတော့မှပျော့ပြောင်းတဲ့သဘောတရားလေးတွေပေါ်လာပြီးတော့မှကာယပတ္တိစိတ်တပတ္တိကာလဟုတာစိတ်တလဟုတာတဲ့ပါဠိတော်ကပျော့ပြောင်းအေးချမ်းလေးနဲ့သူ့ရဲ့ပင်ကိုယ်တဘာလေးကိုကဘာမှ
ဘာမှသိပြီးတော့လည်းပဲညှစ်ထုတ်ကြမလို့ပဲနဲ့အတားလေးသူ့သဘောကိုဘာလို့ကြရမလဲစောင့်ကြည့်လိုက်သိခန္ဓာစောင့်ကြည့်သိခန္ဓာလို့စောင့်ကြည့်ပါများလို့ရှိရင်တခြားမြင်လာမလားဖြစ်ပြက်မြင်လာမလားဟဲ့ဖောက်ပြန်တာလည်းသိတယ်ပျက်စီးတာလည်းသိတယ်ဖြစ်ပြက်ကိုမြင်တယ်ဆိုတာတခြားကြောင့်မြင်တာလားသိခန္ဓာလို့မြင်တာလားဟဲ့ဒါဖြင့်တို့ဘုရားရှိခိုးတော်မြတ်ကြီးဖျားဖြစ်ရတဲ့တပ်ပိညုတဉာဏ်တော်ရခဲ့တယ်ဆိုတာလည်းပဲဘာပါရမီဖြစ်လို့လဲခန္ဒီပါရမီဖြစ်လို့ယောဂီတို့လည်းဖြစ်ပြမြင်ခြင်းနဲ့ဆိုရင်ဘာပါရမီဖြစ်ရမလဲခန္ဒီပါရမီဖြစ်ရမယ်ခန္ဒီပါရမီဆိုအာယုံ၅ပါးပေါ်မှာသိခန္ဓာလည်းပါတယ်နော်ခန္ဓာရဲ့နှိစ္စချက်ပေါ်မှာလည်းပဲသိခံပြီးတော့ဘာလို့ကြည့်ရမလဲစောင့်ကြည့်ပါအဲ့လိုသိခံပြီးစောင့်ကြည့်တာကိုဘာပါရမီဖြစ်နေတာလဲခန္ဒီပါရမီဖြစ်နေတာဘာပါရမီဖြစ်နေလဲဟဲ့အဲ့တော့ခန္ဒီပါရမီရဲ့စန့်ကျင်မဲ့ဟာလည်းပဲအလွန်မတန်ကြောက်စရာကောင်းတယ်လို့မှတ်ပါအေးဘယ်လောက်ထိကြောက်စရာကောင်းလဲလို့မေးရင်တို့ဘုရားရှင်ကိုတော်မြတ်အလောင်းတော်ပေါ့ဗျာအလောင်းတော်ပေါ့အဲ့တော့တို့ဘုရားရှင်ကိုတော်မြတ်အလောင်းတော်နုသင်ကာလတော်ကဗာရာဏသီမှာတထေသားဖြစ်ခဲ့တယ်အဲ့ဒါတထေသားဖြစ်ခဲ့တဲ့အခါကျတော့ကံကုံတာတဲ့တို့ဘုရားအလောင်းတော်ရဲ့ဒီနုသင်ကာလတထေသားနာမည်ကုံနာအဲ့တော့မိဘတွေကအကုန်လုံးပျက်စီးဆုံးရှုံးသွားတဲ့အခါကျတော့ပစ္စည်းရတနာရှုမှုတွေအပုံပင်နဲ့ကြံခဲ့တော့ကုံနာဆိုတဲ့တထေသားလေးကကြည်ပြီးတော့မှအဖေတို့အမေတို့ကြည်စမ်းရှာတာဖွေတာစုတာဆောင်းခဲ့ရတယ်သူတို့နောက်လို့လည်းဘာတခုမှလည်းပါမသွားဘူးမလူမတက်မပိတ်ကန်6ကန်ဥစ္စာဆိုတန်တရာမှာတော့ဆင်းရဲတော့မှာပဲအေးငါလည်းကြတာဒီလိုဖြစ်မခံနိုင်ဘူးဆိုတော့ကုံနာတထေသားလေးအဲ့ဒီမိဘတွေထားခဲ့တဲ့အမွေအနှစ်ပစ္စည်းဥစ္စာတွေအကုန်လုံးကိုဘာလို့တတ်မှတ်တော့အကုန်လုံးလှူတာအကုန်လုံးလှူပြီးတဲ့အခါကျတော့ဘာလို့တောထွက်တော့လားရသိအဝတ်နဲ့တောထွက်ပြီးတော့ကျင့်နဲ့တောထဲမှာနေ5-10နှစ်လောက်ဆိုကြပါစို့ဗျာကျင့်ရင်ကနေပြီးတော့မှနောက်တော့မြို့တိုင်းရွာတွေကိုတဖန်ပြန်လှည့်ပြီးတော့မှရောက်လာတဲ့အချိန်တရားရည်လေးတွေ့လဲဟောမှာပေါ့လေအဲ့ဒါနဲ့ဘယင်းရဲ့တရက်ဥယျာဉ်မှာပေါ့နော်တွိုင်းလာရင်ကနေပြီးတော့မှသေနာပတိဆိုတဲ့စစ်သူကြီးချုပ်ကလည်းတွေ့တဲ့အခါကျတော့ရသိရဲ့အိန္ဒြေသိက္ခာကိုမြင်ပြီးတော့တွေ့တော့လေအလုံးမတန်မှကြီးညိုတော့ဟိုဒီဘက်ဥယျာဉ်ထဲမှာသတင်းသုံးပေးပါအောင်နေပေးပါအောင်ပြုစုခြင်းလို့ဝေယဝဆလို့စောင့်ရှောက်ခြင်းလို့ပါလူချင်းတန်းခြင်းလို့ပါဆိုတော့တို့ဘုရားအလောင်းတော်အဲ့ဒါကုံတရသိကလည်းအသာလေးအဲ့ဒီမှာသတင်းသုံးပေးတာသတင်းပေါ်တော့အဲ့ဒီအချိန်မှာကလပုမင်းအဲ့ဒီတိုင်းပြည်ရဲ့အုပ်ချုပ်နေတဲ့ကလပုမင်းကအလုံးမတန်အရက်သေးစာတောက်စားတာသူရာနေရမစ္ဆပမနာဟိုအလုံးမတန်တောက်တဲ့အခါကျတော့ तू ကလည်းဥယျာဉ်နဲ့တော်ကစားထွက်လာပြီတို့ဘုရားအလောင်းတော်ကလည်းပဲဒီတရက်မှာအပင်အရေးအဝါဒကောင်းတဲ့အပင်အောက်မှာတွတ်သူတရားနှလုံးသွင်းဆင်ခြင်နေတဲ့အချိန်အဲ့ဒီမှာကလပုမင်းကတောက်လိုက်စားလိုက်ပေါ့လေအပျော်ပါနဲ့ဥယျာဉ်တော်ကစားထွက်လာတာဟုတ်ပျော်ပါတောက်စားရင်မူးနဲ့အိပ်ပျော်သွားရင်အိပ်ပျော်သွားတဲ့အခါကျတော့မှအဲ့ဒီမှာစိုးကရေးပြီးနေတဲ့မင်းသမီးတွေကရှင်ပြန်လဲအိပ်ပျော်သွားပြီဒုက္ခနေလဲပဲဒုဆိုနေလဲမောယူမရှိမယ်သူလည်းဘာမှသိတာမဟုတ်တော့ဘူးကဲတို့လည်းဥယျာဉ်ထဲမှာပန်းမှန်ပရိသတ်တွေလှည့်ပြီးတော့မှကြည်ရအောင်ဟေးဆိုတော့မှအဲ့ဒီမှာရှင်ဘရင်ကတခါလဲအမျိုးသမီးတယောက်ရဲ့ဒီနန်းတဲ့သူအမျိုးသမီးတယောက်ရဲ့ပေါင်ပေါ်မှာခေါင်းလေးမိပြီးအိပ်ပျော်နေတာကျန်တဲ့အမျိုးသမီးတွေကထွက်သွားတော့ဒီရှင်ဘရင်ခေါင်းခံထားတဲ့ခေါင်းလုတ်ပေးထားတဲ့အမျိုးသမီးကတော့သူကတော့ပဲလွတ်လို့မရဘူးလေလွတ်ရင်တော့ဒုက္ခရောက်မှာဆိုလို့သူကတော့ငြိမ်းနေရကျန်တဲ့ပုဂ္ဂိုလ်ကတော့မင်းကလေးတွေဆိုတာသူများသွားရင်သွားချင်တာပဲဒါတဘာဝဟုတ်ဗျာလူငယ်လဲလူငယ်ဟုတ်ဗျာအဲ့တော့ဟိုသွားတဲ့ပုဂ္ဂိုလ်ကလည်းဥယျာဉ်ပန်းမနေလက်ကြည့်ရင်းနဲ့ဘယ်ရောက်သွားလဲဆိုတော့တို့ဖရာအလောင်းတော်အဲ့ဒီရသိတရားနှလုံးသွင်းတဲ့နေရာကြီးဟဲကြီးညိုစရာကောင်းလိုက်တာကြီးညိုစရာကောင်းတော့အမျိုးသမီးတွေဝိုင်းပြီးတော့အဲ့ဒီမှာဥချကတော့အဲ့လိုဥချကတော့ကြီးညိုရင်းကနေတော့မှနောက်တရားတောင်းတရားတို့ဖရာအလောင်းကတရားဟောပြတာပေါ့လေအဲ့ဟောပြတဲ့အခါမှာခုနကလပုမင်းအဲ့နေတော့ဟိုကလေးမညောင်းပြီကိုဗျာရွှေ့မရပြင်းညောင်းတဲ့အခါကျတော့သူတို့ကြတော့သွားငါလျောက်ထဲနေခဲ့ငါလျောက်ထဲပစ်ထားခဲ့အဲ့တဲ့ဒီဟာကြီးကလည်းဒါထုံးစံဟိုဗျဒါကြီးလို့အိတ်တောင်းဘာလို့မလဲဒါနဲ့ချင်းကောက်လို့လှုပ်တာဟိုကဒါဆိုနိုးသွားတာနိုးလဲတော့မော့ကြည့်တော့ဟဲဟိုကောင်မတွေရောလာပြီအာယုံသမားကအာယုံတော့ပဲလိုက်နေတာဟုတ်ဗျမိုးလင်းလားဟိုကောင်မတွေရောတခါလဲမျက်လုံးပွင့်လိုက်တာနဲ့ဟိုကောင်မတွေသွားကုန်ပြီတဲ့ဘယ်သွားကုန်တာဥညင်နဲ့အပင်ပန်းမှကြည့်မယ်ဆိုတော့လာတော့တန်လျက်ကင်ပြီးတော့မှနောက်ကအဲ့ဒီနန်းနန်းသူကိုဆွဲပြီးတော့လိုက်ရင်းနဲ့တို့ဘုရားအလောင်းတော်ကတရားဟောနေတာဒီဘက်ကနန်းနန်းသူတွေကလည်းတရားစုပြီးတော့နားနေကြ
ဟောကမူးမူးနဲ့လာတာဗျဟမ်သူသာတောက်လင့်တစ်မဲ့တစ်နိုင်သိလားမသိလားသိကြလဲနားမထောင်ဘူးနားမထောင်မနဲ့တခါတည်းပဲအရက်သမားနေတဲ့နဲ့ဆွဆွဲတော့လာဗျတို့ဘုရားလောင်းကိုဆွဆွဲတာအောင်မှရသိရုပ်တဲ့ဟဲ့ငါရဲ့နန်းသေးသူတွေများဖျားရောက်နေလို့တဲ့လုတ်ပုံကလပုမင်းလုတ်ပုံငါဘုရားကိုဘုရားအလောင်းတော်ကိုအောင်မှအတင်ကဘာဒီများလုံလာလို့လဲအောင်မှငါနန်းသေးသူတွေများတိမ်တွင်းလို့စီယုံလို့အတင်ဘာအယူဝါဒရှိတော့လဲမေးတာကျွန်တော်ခန္တီဝါဒီရှိပါတယ်တိခဏမတိခဏခန္တီကဘာပြောတာတော့နဲ့တိခဏဆိုကြီးကျယ်တယ်တိခဏခန္တီကဘာပြောတာတော့ဟောတိခဏဆိုတာကျွန်တော်ကိုဆဲလဲတိခဏပါတယ်ရိုက်လဲတိခဏပါတယ်အမျိုးမျိုးဘလို့နှိမ့်ဆက်တိခဏပါတယ်ခန္ဓာကိုယ်ကနှိမ့်ဆက်ချက်ဆိုကျွန်တော်တိခဏမျိုးစောင့်ကြည့်ရပါတယ်တို့ပြောကိုတိခဏကြီးကိုခန္တီကြီးဟဲ့တော်ခန္တီနိုင်တယ်ပေါ့လေဟေးအာနာဘဂတလာစမ်းဟာတင်နာပတိချက်စစ်တင်နာပတိချက်မျက်လုံးပြူပြီဘေးကနေမျက်လုံးပြူပြီဟာဒုက္ခပဲငါကိုယ်တော်လေးငါပင့်ထားလို့ဒုက္ခရောက်တော့မှာဟေးအာနာဘဂတလာစမ်းကိုခန္တီကြီးကိုခန္တီနိုင်သလားလို့လက်တွေ့တို့ကြည့်ချင်တယ်ကွာလှဲအလောင်းတော်လှဲပြတာရိုက်ချက်ဖို့နဲ့ရိုက်တာအယိုးတွေအရင်စုပ်ပြတစ်ချက်မငြင်းဘူးတို့အလောင်းတော်ဘုန်းကြီးကဒါတွေတီးပြီးတော့ကြည်စမ်းတို့ကိုသစ္စာတရားဟောဖို့တို့ဘုရားဒီလိုဒုက္ခတွေရောက်ခဲ့ရတာ哦ဒီလိုအသက်တွေဒီလိုသွေးတွေဒီလိုရင်းနှီးပြီးတော့မှတိခံပြီးကျင့်ခဲ့ရတာကိုဒါတွေကိုကြည်ညိုတာဒါကြောင့်မလို့လဲအလုပ်ကိုအများကြီးလုပ်တာယောဂီတို့လေအဲ့လောက်ကလေးသိရင်လေဘုရားစကားနားထောင်နေဒီလိုနားလေရင်ကိုဘုရားရဲ့ကရုဏာကိုသိတယ်ဖခင်ရဲ့ကရုဏာဖခင်ရဲ့မေတ္တာကိုနားလည်လို့ရှိရင်ဖခင်ရဲ့မင်္ဂလာတရားတော်ကိုနားထောင်ပြီးရင်လေမင်္ဂလာနဲ့စန့်ကျင်မဲ့အမင်္ဂလာအလုပ်ကိုလုပ်ကိုမလုပ်ဘူးအိမ်အောင်ရှင်ဆိုလဲဆိုရင်အိမ်အောင်ရှင်အမျိုးသားကောင်းပိတအောင်ကြိုးစားတယ်ဖခင်ကဟေးမင်းလက်ဝတ်တရား၅ပါးနဲ့ညညဒီလိုနေတယ်ဗျာဟဲ့နင်ဟာခဏမရကောင်းပိတအောင်မရဝတ်တရား၅ပါးဒီလိုနေတယ်ဘယ်သူကိုကြည်ညိုလို့လဲဖခင်ကိုကြည်ညိုလို့လေတမကြီးအရိုက်ခံတယ်အယိုးတွေစုပ်ပြတ်ကုန်တာအဲ့ဒါဆိုတော့ဘယ်နဲ့တော့ကိုခန္တီတိခဏနေလားအရှင်မင်းကြီးရဲ့ခန္တီဆိုတာကအကျွန်ုပ်ရဲ့အရေးပြားပေါ်မှာရှိတာမဟုတ်ပါဘူးအကျွန်ုပ်ရဲ့နှလုံးသားထဲမှာရှိတာပါတော်ကြီးကျယ်တဲ့စကားဟေးဖြတ်ဆက်လက်ဖြတ်တာပဲဖြတ်ချတော့ဖြတ်တာပဲဟမ်လက်ကလေးတွေခြေောက်ကလေးတွေများဆက်တွေ့အိုင်နေမှာတို့အလောင်းတော်လေးတစ်ချက်မမဲ့ဘူးဗျာဘလောက်သိခန္ဓာဘာသိဖို့လဲဟိုမှာအသက်ရင်းပြီးတော့မှသစ္စာသိအောင်သိခံပြီးကြိုးစားခဲ့ရတာနော်ယောဂီတို့အသက်များပေးရပါလားယင်မနေ့ကညတာစားတဲ့ဖြစ်ပျက်လေးစောင့်ကြည့်ရတာများအမလီဟမ်ယောဂီတို့ဘုန်းကြီးတို့ရှုံ့မဲ့နေတာနော်ဟိုမှာကြည့်သစ္စာသိဖို့သစ္စာတရားတွေဟောနိုင်ဖို့ယောဂီတို့ဘုန်းကြီးတို့ကိုလိမ္မာစေခြင်းလို့တတ်စေခြင်းလို့အနန္တကျေးဇူးရှင်ကြီးကလက်အဖြတ်ခံခြေတော်အဖြတ်ခံပြီးတော့ဘာလုပ်ခဲ့ရလဲကျင့်နေရတာတိခံခဲ့ရတာအားလုံးလိမ္မာဖို့အတွက်ယောဂီတို့ဘုန်းကြီးတို့အတွက်ယောဂီတို့ဘုန်းကြီးတို့ရဲ့အဖေရင်အမေရင်တောင်မှဒီလောက်ကရုဏာရှိနိုင်မလားဒီလောက်ကရုဏာမလာနိုင်ဘူးလေဟုတ်ရဲ့လားဒါမဲ့အမေအဖေမှလည်းအမေအဖေအတိုင်းတာမရှိလားရှိသလားမလေးကျမသားလေးကိုတိကမှရှင်ကျမတို့ဒါတတ်လိုက်ပါဆိုတော့အမေမျိုးတွေအများကြီးဗျမရှိလားရှိသလားအများကြီးရှိတယ်တိရစ္ဆာန်မှလည်းတိရစ္ဆာန်အလျောက်သားသမီးနဲ့ပတ်သက်ပြီးတော့မှအသက်ပေးသွားရတဲ့တိရစ္ဆာန်တွေလောကမှာအများကြီးမရှိလားရှိသလားလူဖြစ်ဖြစ်နတ်ဖြစ်ဖြစ်တိရစ္ဆာန်ဖြစ်ဖြစ်ဗျာယောဂီတို့ရေအမေဟာအမေနှလုံးသားကြီးရှိပါတယ်အဖေမှာအဖေနှလုံးသားကြီးရှိတာပဲဟုတ်ရဲ့လားဒါပေမဲ့ဘုန်းကြီးပြောပြတာကလေဖခင်ရဲ့နှလုံးသားကြီးကိုကြည့်လိုက်သမှာအောင်အသက်သက်ကြီးတွေဖြတ်တောက်ခံပြီးတော့မှဖြစ်ခြင်းနဲ့ပါရမီသိခံခဲ့တာဘာသိဖို့သိခံတာလဲဒါယောဂီတို့လည်းသစ္စာသိခြင်းရင်ဘာလုပ်ရမလဲသိခံရမယ်ခန္ဓာကနှိမ့်ဆက်တိုင်းမြင်အောင်စောင့်ကြည့်ပြီးတော့မှသိခြင်းရင်ဘာလို့ကြည့်ရမလဲသိခံပြီးစောင့်ကြည့်ပြောပါလေတော့သိခံပြီးစောင့်ကြည့်ပါဗျာမတော်မတရားတာလေးများလုပ်မယ်ကြမ်းမယ်ကိုင်းမယ်ပြောမယ်ပြုမယ်ကြံရင်လေဖယားမျက်နှာကိုမြင်လိုက်ဟာဖယားမျက်နှာမြင်လိုက်နောက်တော့ပါပြီဗျာ
ဖះရဲ့ရှင်မြတ်တော်မြင်မနောက်ဆုံးသွားပြီဗျာကဲဖလောက်များဟိုဖះရဲ့မင်္ဂလာတရားတော်ကြီးဆောင်ထားတာလေအဲ့ကြတော့ဘယ်နဲ့တော့ကိုခန္ဒီသိခံနိုင်ပြီလားအော်ခန္ဒီတရားဆိုတာလက်မှရှိတာလည်းမပါဘူးခြေထောက်မှရှိတာလည်းမပါအော်ဒီလောက်ကြီးကြတာဆိုတော့တခါတည်းအလောင်းတော်ရဲ့ရေမှတ်ကိုပြစ်ကန်မြစ်တာဘုံဆိုလွတ်သွားလို့အလောင်းတော်အဲ့မှာပြစ်ကန်တော့ကဲလာကြရေးသွားမယ်ဖွဲ့သွားဟာတကယ်စစ်တေတာမလို့ပြောပါလေရှင်မြင်းလည်းကွယ်လို့ကောပြေးပြီးတော့မှတခါတည်းအလောင်းတော်ပွေတာပြီးတော့အရှင်မြတ်သိခဏမပါဗျာတပည့်တော်ကြောင့်အရှင်မြတ်ဒုက္ခတွေရောက်ပါပြီဗျာအရှင်မြတ်ပြစ်မှုကျွလွန်တာကအရှင်မင်းကြီးတယောက်တည်းကျွလွန်တာမှာနော်တိုက်မှုပိသားတွေကျွလွန်တာမဟုတ်ပါဘူးအရှင်မြတ်တို့လိုသူတော်ကောင်းတွေအမျက်အတွက်ရဲ့တိုက်ပြီးပြကြွသွားပါလိမ့်မယ်ဗျာသိခံပြီပါဗျာသိခံပြီပါဗျာအမျက်တော်မရှာလိုက်ပါနဲ့ဗျာအမျက်တော်ရှာရင်ရှင်မင်းကလပုမှာကလည်းအပြစ်ရှိပါတယ်ဗျာတပည့်တော်တို့တိုက်မှုပိသားတွေမှာဘာမှအပြစ်မရှိပါဘူးနော်ဗျာတောင်းမှပါတယ်ဗျာတခါကြီးတဲ့ကျွန်ုပ်ဒီခန္တီပါမီကိုဖြစ်ချင်နေတာဆိုတော့တဲ့တိုင်းလူပြည်သားတွေပြောနေကျွလွတ်နေတဲ့ရှင်ဘုရင်အပေါ်မှာလဲကျွန်ုပ်ခွင့်လွတ်ပါတယ်တဲ့အပြစ်မယူပါဘူးကဲဖះအလောင်းတော်ခွင့်ပြုပြီမယ်ကံကခွင့်မပြုဘူးကံကခွင့်မပြုဘူးဟုတ်ပဲဥယျာဉ်အပြင်ပေါက်ကလည်းရောက်ရောအရှင်လက်မြင်မျိုးတော့တာပဲကလပုမိအရှင်လက်ဘာမျိုးရလာလဲမြင်မျိုးတာပဲမြင်မျိုးပြီးဒုက္ခရောက်တာလားဒုက္ခရောက်တာလားဟဲ့တိခံမှုရဲ့စန့်ကျင်ဘက်ဒေါသနဲ့တုံ့ပြန်လိုက်တဲ့အတွက်ကြောင့်မလို့ဒုက္ခရောက်တာလားဒုက္ခရောက်တာလားဟဲ့ဒါကြောင့်ယောဂီတို့လည်းဒုက္ခမရောက်ချင်ရင်အပယ်လေးပါးကလွတ်ချင်တယ်ဆိုရင်တိခံခြင်းရဲ့စန့်ကျင်ဘက်ဒေါသနဲ့အရာရာကိုမတုံ့ပြန်မိပါစေနဲ့ရှင်းမလားတိခံခြင်းရဲ့စန့်ကျင်ဘက်ဒေါသနဲ့အရာရာကိုမတုံ့ပြန်မိပါစေနဲ့ရရင်လည်းဒေါသနဲ့မတုံ့ပြန်လိုက်ပါနဲ့နာရင်လည်းဒေါသနဲ့မတုံ့ပြန်လိုက်ပါနဲ့ဘာနဲ့လိုက်ရမလဲညာနဲ့လိုက်အရာရာတိုင်းမှာဒေါသနဲ့တုံ့ပြန်ရင်အမှန်နဲ့အမှားဘယ်ဟာများမလဲချမ်းသာနဲ့ဒုက္ခဘယ်ဟာပဲရမလဲဆင်းရဲနဲ့ဒုက္ခဘယ်ဟာပဲရမလဲဒုက္ခပဲရမှာပေါ့ဘာဒုက္ခရဲ့စန့်ကျင်ပဲဒေါသနဲ့တုံ့ပြန်ခန္တီတရားကိုလက်ကင်မထားတိခံခြင်းတရားကိုမကျင့်သုံးတဲ့ပုဂ္ဂိုလ်အတွက်ဒီဘဝနိဗ္ဗာန်ရဖို့လွယ်မလားဟဲ့ဒါဖြင့်နိဗ္ဗာန်လိုချင်တယ်ဆိုရင်ဘာကိုလက်ကင်ထားမလဲတိခံကိုလက်ကင်ခန္တီတရားကိုလက်ခံတာခန္တီတရားကိုလက်ခံတာပြီးကြည့်လိုက်မယ်ဆိုခန္ဓာကတခြားပြမလားဖြစ်ပြက်လားဟေးဖြစ်ပြက်ကဘာသစ္စာလဲတိခံပြီးတော့ဉာဏ်ပညာတမာတိကောင်းကောင်းနဲ့ကြည့်လိုက်တော့မြင်တဲ့ဉာဏ်ကမေဃတော်မြင်တဲ့ဉာဏ်ကတည်သွားတဲ့ကိလေသာတွေကဟေးသမုဒိယမှာချုပ်ပေါ်နောင်ဒုက္ခအပယ်လေးပါးကြားเสียလို့မလားဟဲ့ဟဲ့နောင်ဒုက္ခအပယ်လေးပါးတို့ရဲ့ချုပ်ရခြင်းရသိညာကသစ္စာဘယ်နှချက်ပါလဲဖြစ်ပြမြင်မြင်ရင်နဲ့ငြိမ့်အိနိုင်တဲ့စွမ်းရည်တတ္တိရှိလို့ဖြစ်ပြမြင်မုံစုံရင်ဒီဘဝဘာတိမှလဲသောတာပန်တည်ခြင်းဧတံမင်္ဂလမုတ်တမံဧတံဧကဲ့သို့သောသိခံခြင်းဆိုတဲ့ခန္တီတရားကိုလက်ကင်ထားပြီးကျင့်သောပုဂ္ဂိုလ်အားဩတ္တမမြတ်လာစွာသောမင်္ဂလံနိဗ္ဗာန်ဒီဟုသောလောကုတ္တရာမင်္ဂလာတို့ဟောတုမောက္ခမတွေ့ရပါလိမ့်မယ်ဟုတ်ကြလားသိခံပြီးတော့ခန္ဓာကိုယ်စောင့်ကြည့်တဲ့ပုဂ္ဂိုလ်ဒီဖြစ်ပြမြင်မုံဆုံးတဲ့အဆုံးမှာပဲတခြားတိမာလာသောတာပန်တိမာလာဟဲ့သောတာပန်တိရပထမနိဗ္ဗာန်ဧတံမင်္ဂလမုတ်တမံအစကြီးဖြစ်ပြီဆိုတာဆုံးဖြတ်ချက်ချတာဓုခေါ်